ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုထူးထူးချူ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပရိသတ်တွေအားလုံးနားဆင်ဖို့အတွက်ထူးထူးချူ channel ကနေအာသာယမန်နွန်ဆိုတဲ့ဇလန်လေးရဲ့အစာဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရိသတ်များအားလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ပရိသတ်များရှင်ဇလန်လေးမစတဲ့ခင်မှာတော့ကျမတို့ရဲ့ထူးထူးချူ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဘေးနား notification လေးနှိပ်သွားပြီးအားပေးခဲ့ဖို့မမေ့ပါနဲ့နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ကျမတို့ရဲ့ဇလန်လေးကိုအခုပဲစတင်လိုက်ရအောင်ပါအာသာယမန်နွန် stop ဟိုးထားချတဲ့အလင်းမလို့ပါနဲ့မင်းကိုပတ်စံပေးထားတို့ပါတို့ကစားဆိုမှမင်းစားရမှာပေါ့အခုမှမင်းရောက်လာမင်းကတိတ်ဆိတ်မြန်တာပဲအခုပဲကြည့်မင်းတို့အောက်ထက်ကနေပွေ့ချီလာပြီးတို့ခန်းကိုရောက်လာပြီမင်းကချွေးနဲ့နေကိုမနဲ့တီးခံပြီးလိုက်လာရတယ်ကဲရင်ချိုးလိုက်ကြပါတို့ရင်ချိုးလိုက်မယ်ကဲမင်းတို့ပေါ်ကနေခဏဖေးလိုက်ပါအေးဆက်ဆက်ညံ့ညောနေရဲ့အဲ့ရထက်ကဇိုးမူနွန်းနဲ့စကားပြောနေတဲ့ဒေါ်စန်ဒေဝီမျက်လုံးတွေကိုဇူးတိချာစိုက်ကြည့်လိုက်တယ်ဒေါ်စန်ဒေဝီမျက်လုံးတွေကဆွဲဆောင်မှုအပြည့်ရှိပြီးညှက်ယူနိုင်စွမ်းရှိပါတယ်ဒေါ်စန်ဒေဝီမျက်လုံးတွေကဆွဲဆောင်မှုအပြည့်ရှိပြီးညှက်ယူနိုင်စွမ်းရှိတယ်အသက်အရွယ်အားဖြင့်တော့ဇိုးထက်10နှစ်ကျော်ကြီးတယ်လို့သိထားပေမယ့်အပြစ်ပြောစရာမရှိအောင်တော်တော်လှတဲ့အမျိုးသမီးတဲ့ဦးလို့ဇိုးထင်မိတယ်ဒေါ်စန်ဒေဝီကအကြည့်တွေကိုလွှဲလိုက်ပြီးသူမဘဝအုံမိုးထားတဲ့ခန္ဓာကိုယ်ဖယ်ပေးလိုက်တယ်အဲဒီနောက်မှာတော့ဒေါ်စန်ဒေဝီရေချိုးကနေဝင်သွားတဲ့အချိန်သူမရဲ့ပြည့်ပြည့်လာတဲ့နောက်ကျောင်းအလှောင်မျက်စိတစုံလိုက်ကြည့်နေမိပါတယ်ဟဲ့ချတဲ့ဇပွဲပေါ်မှာအကုန်ရှိတယ်မင်းတောက်ချင်တာယူတောက်နဲ့နော်ရေချိုးကနေကနေလှမ်းပြောလိုက်တဲ့ဒေါ်စန်ဒေဝီရဲ့အတန်ကြောင့်ဇိုးအရက်တစ်ခွက်ငှဲ့တောက်ပြီးဒေါ်စန်ဒေဝီကြောင့်ထိုင်တွေးနေမိတယ်အဆအဆရရပြေဆုံးချမ်းသာတဲ့ဒေါ်စန်ဒေဝီလိုလူမျိုးဟာဘာလို့အိမ်တော်မပြုတ်ပဲနဲ့ကာမကိုပတ်စံနဲ့ငှားရနေထိုင်ရတာလဲဆိုတာဇိုးစင်သားမရနိုင်အံ့ဩမိပါတယ်ရေချိုးခန်းကပွင့်တန်တဲ့အတူချက်တဲ့မမချိုးလို့ပြီးပြီမင်းချိုးရင်ချိုးတော့လေတပတ်အဖြူလေးနဲ့တကူလုံးပတ်ပြီးထွက်လာတဲ့ဒေါ်စန်ဒေဝီကိုဟာတပတ်ကလေးကရုတ်တရက်ရှော့ကျသွားတယ်အဲ့မြင်ခွေကိုမြင်လိုက်ရတဲ့ဆိုတရားအင်မတန်အံ့ဩမဆုံးဖြစ်သွားပါတယ်ဘာကြောင့်လဲဆိုတော့အလုံးမင်းဖြူဝင်းနဲ့အသားရည်ကိုပိုင်ဆိုင်ထားတဲ့ဒေါ်စန်ဒေဝီရဲ့ကိုယ်ခန္ဓာမှာကြီးရဆိုးလွန်လာတဲ့အစင်းကြောင့်အမာရွတ်တရားတကူလုံးအပြည့်ကြီးတန်စွာတည်ရှိနေတယ်အမာရွတ်တွေကြားတယ်လှပတဲ့ဒေါ်စန်ဒေဝီရဲ့ခန္ဓာကိုယ်ကောက်ကြောင်ဇိုးတွေးလိုက်ရပါတယ်အံ့ဩစွာအဆအဆရပြောစရာမရှိရဲ့အလှပိုင်ရှင်မမမှာဘလို့အကြောင်းအရာတွေရှိခဲ့လဲဆိုတာဇိုးစဉ်းစားမရတော့မမတော့နည်းနည်းမှရှက်ကိုရှက်ကန်းတော့မဖြစ်ပဲအေးစိတ်တည်ငြိမ်စွာအောက်ကျသွားတဲ့တပတ်ကိုပြန်ကောက်ပတ်လိုက်ပြီဟေးအဲ့လောက်ကြည့်မနေနဲ့ရီသွားချိုးတော့လေကွာမမစကားကြောင့်ဇိုးသတိပြန်ဝင်သွားပြီးရေချိုးခန်းထဲကိုဝင်သွားလိုက်တယ်ရေချိုးခန်းထဲရောက်တာနဲ့ဇိုးလေးဘူးတစ်ချက်ကိုမှုတ်ထုတ်လိုက်ပါတယ်မမဒေါ်စန်ဒေဝီလိုထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့အခုလိုစုံတွေ့ရမယ်လို့ဇိုးအိမ်မက်တောင်မမှတ်ခဲ့ဘူးပါဘာပဲဖြစ်ဖြစ်ထောင်းကနေထွက်လာတဲ့ဇိုးအတွက်တော့ဒေါ်စန်ဒေဝီလိုအမျိုးသမီးနဲ့စုံတွေ့ရခြင်းကံကောင်းကြီးတစ်ခုပင်ဖြစ်ပါတယ်ဇိုးဘာမှဆက်တွေးမနေတော့ပဲရေပန်းကကျလာတဲ့ရေအောက်မှာဆင်းခံပြီးရေချိုးနေလိုက်တယ်အဆက်မပြတ်ထုနေတဲ့တကားတန်ကြောင်တပတ်မြန်ပတ်ရင်တကားချက်ကိုဆွဲဖွင့်လိုက်တယ်အဲ့ခါတကားပေါက်မှာလေးဘက်ထောင်နေဒေါ်စန်ဒေဝီကိုတွေ့လိုက်ရပါတယ်သူမအမူအရာတစ်မျိုးဖြစ်နေကဇိုးထိတ်လန့်သွားပြီဒေါ်စန်ဒေဝီခမရဘာဖြစ်လို့လဲခြာတိတ်ကလည်းကွာအဲ့လိုကြမ်းကြမ်းတဲ့နဲ့မသုံးပါနဲ့ကွာမမလိုပဲခေါ်စမ်းပါဒေါ်စန်ဒေဝီမမအရက်တွေတောက်ထားရလားသူမမျက်နှာတစ်ခုလုံးနှီးမြန်းနေရအောင်ကြည့်ပြီးသူမေးလိုက်ခြင်းဖြစ်ပါတယ်နိုးပါမမဘယ်တော့မှအရင်မတောက်ဘူးအခုလိုဖြစ်နေတာတွေကဟိုဘိုးတော်ကြီးကြောင့်မင်းမသိပါဘူးကွာကဲရေချိုးလို့မပြီးသေးဘူးလားဒီမှာဘလို့မှမနေနိုင်တော့ဘူးသူ့ကိုမောကြည့်ပြီးပြောနေဒေါ်စန်ဒေဝီရဲ့ရီဝေမျက်လုံးတွေထဲမှာရမက်ဆန်တဲ့အကြည့်ကိုသူသတိထားလိုက်မိတယ်ရုတ်တရက်ဆိုသလိုသူခါမှပတ်ထားတဲ့တပတ်ကိုဆွဲချွတ်လိုက်တာဇိုးတားချိန်မရလိုက်ပဲအဲ့ဒီချိန်မှာပဲဒေါ်စန်ဒေဝီရဲ့အပြုစုယူရတွေကြောင့်ဇိုးအံ့ဩမှင်သက်ပြီးဘာလို့မှမသိအောင်ကြောင်ကြည့်ပြီးနေမိတယ်
ဒေါ်စန်ဒေဝီစကားတွေကဘိုးတော်ကြီးဆိုတာဘသူများလဲဒေါ်စန်ဒေဝီတရားဘာကြောင့်ကာမစိတ်တွေချက်ချင်းထကြွလာရလဲစဉ်းစားလေရှုပ်ထွေးလေဖြစ်ပြီးသူဘာတစ်ခုမှနားမလည်နိုင်တော့ပါသို့ပေမဲ့အခုအချိန်နေမှာသူဒီတိုင်းကြည့်နေလို့တော့မဖြစ်တော့ဘူးဆိုတာသိလိုက်ပြီအဲအားကြောင့်ဒေါ်စန်ဒေဝီရဲ့ခန္ဓာကိုယ်လေးကိုဂရင်မော်ဆွေကနေပွေ့ချီသွားလိုက်တယ်အဲ့ရပေါ်ရောက်သွားတဲ့ဒေါ်စန်ဒေဝီလက်တွေဟာသူ့ရဲ့လက်ပြီးတော့တိုင်းဖက်ထားပါတယ်သူအလိုက်တဲ့မဲသူမဘေးကလွတ်နေတဲ့နေရာမှာလှဲဝင်အိတ်လိုက်တယ်ဒေါ်စန်ဒေဝီစိတ်ကျေနပ်အောင်လှုပ်ပေးရမှာသူ့တာဝန်ပဲမဟုတ်လားခြာတိတ်စပြီကွာလောနေတဲ့ဒေါ်စန်ဒေဝီကပလက်လန့်အိမ်ရဲ့ဇိုးပေါ်တက်ခွထိုင်လာတယ်ဒေါ်စန်ဒေဝီရဲ့ညှက်ယူဖန်းစားနိုင်တဲ့မျက်လုံးရွယ်ရည်နဲ့ဇိုးကိုစိုက်ကြည့်နေပုံမှာအသေးရောင်စရာကောင်းအောင်ရရဆက်ဆက်လှပါတယ်ခြာတိတ်မင်းကဆွဲဆောင်မှုရှိယောက်ျားတစ်ယောက်ပဲဒေါ်စန်ဒေဝီစကားကြောင့်သူမနေတဲ့အောင်ဖြစ်သွားပြီးဇပွဲဘွားအရက်ခွက်ကိုလက်လန်းလိုက်ပါတယ်မတော့ပါနဲ့ခြာတိတ်ရာပြောရင်းနဲ့သူမခေါင်းအောက်ကပလင်းသေးသေးလေးကိုလက်နှိုက်ယူလိုက်ပြီးပလင်းဖုံးလေးကိုဖွင့်ကမော့ချလိုက်ပါတယ်ပြီးတော့သူမလှုပ်သမျှမျက်တောင်မခံကြည့်နေရဲ့သူမျက်နှာနာကက်လာပြီးနှက်ခမ်းဝါကိုတေးကသူမပါဇက်ထဲကအရေးပြပြတွေကိုထွေးချလိုက်တယ်ဂျယ်လီတုံးတုံးလို့မြူချရတယ်လို့ဇိုးလေပင်နဲ့တခါလေးရှော့ဆင်းသွားပါတယ်ဟာဗျာမဘာထည့်လိုက်တာလဲပူပူကြီးဗျာမင်းတောက်တဲ့အရက်လောက်မပူပါဘူးကွာခါလည်းမခါပါဘူးရှုံမဲ့သွားရင်သူ့မျက်နှာကိုကြည့်ပြီးဒေါ်စန်ဒေဝီတယောက်သဘောကျစွာရီမောနေတယ်မင်းကမမတွေ့ဘူးတဲ့ယောက်ျားရင်လို့မာယာရဲ့ဘာရဲ့ပါတခုမှမရှိဘူးစကားလည်းနဲ့နော်ဒါပေမဲ့အခုတော့မင်းမပြောဘဲနေနိုင်မှာမဟုတ်ပါဘူးဘာသဘောနဲ့ပြောလိုက်တာလဲဒေါ်စန်ဒေဝီစကားရသူတွေးလို့မှမစုံသေးသူတကူလုံးအကြောချင်းတွေတင်းလာတယ်လို့မယုံမိပါဖြစ်လာတယ်ကြည်ရတာရီဝေဝေနဲ့ဝေဝါးလာတယ်လို့လေထဲမှာနင်မျောကျင်တယ်လို့ပါလှုပ်လို့ရဖြစ်နေရဲ့သူ့ကိုကြည့်ပြီးဒေါ်စန်ဒေဝီကတော့သဘောကျမဆုံးဖြစ်နေတယ်မမကျွန်တော်နေလို့မရတော့လှုပ်ပါအောင်မကလောအောင်မဟုတ်ဘူးလေကွာမင်းကလည်းဘာဆိုဘာမှတကယ်မသိပါလားဒေါ်စန်ဒေဝီရီနေရနေချင်းမဲ့ရောက်သွားပြီးသူ့ခြေထောက်နှစ်ခုဆွဲကားလိုက်ပါတယ်မာရဲ့ညင်သာကျွမ်းကျင်တဲ့အပြုစုအောင်မှာဟန်မဆောင်နိုင်ပဲအတန်ထွက်ပြီးပဲညီးနေမိရဲ့မကျွန်တော်မနေနိုင်တော့ဘူးโอเคလေမရင်လှုပ်ပေးမယ်နော်တလက်တဲ့မမဇိုးကိုခွာထိုင်လိုက်ပြီးပပြင်းထောင်နေတဲ့ဇိုးရဲ့မွေလေးကိုသူ့ရဲ့မဟူရာတွင်းနဲ့တည်းထက်တည်းတိုးဝင်အောင်ကြိုးစားနေပါတယ်ဇိုးတော်အခကြီးငွေပြီးပြီးဆက်ဆံမှာတော့တခြားယောက်ျားတွေနဲ့လည်းထိတွေ့မှသိကြတယ်မရဲ့မဟူရာတွင်းလေးဟာရွာခင်ထွေးလို့ကြက်မနေပေမဲ့ဇံပြားတဲ့မရဲ့ထိတွေ့မှုတွေကတော့ခင်ထွေးနဲ့တူနေခဲ့ရတဲ့တညတာထံပူရင်ခုံဖို့ကောင်းတယ်လို့ဇိုးထင်ပါတယ်ရုတ်တရက်အရှိန်နဲ့ထိုင်ချလိုက်တဲ့မကြောင့်ဇိုးအော်မိသွားသလိုမမလည်းမနာပဲအာသာရမန်းနုံနဲ့ကိုဇိုးကိုခေါ်ဆောင်သွားပါတော့တယ်မိနစ်20ခန့်ပြည့်သွားတဲ့အချိန်မှာတော့ဒေါ်စန်ဒီဝီတယောက်တော်တော်ပင်ပန်းသွားပုံထင်တယ်သူ့နဘေးမှာလှဲချလိုက်ပြီးကဲချတဲ့မင်းလေမမစကားကြောင့်ဇိုးလဲထထိုင်ပြီးမမခြေထောက်နှစ်ချောင်းပခုံးပေါ်ထမ်းတင်လိုက်တယ်တခါမှဒီလိုပုံစံနဲ့အတွေ့အကြုံမရှိတဲ့ဇိုးတယောက်တော့အခက်တွေ့နေပါတယ်အမှန်တိုင်းပြောရရင်မိန်းကလေးတယောက်နဲ့အချိန်ကြာကြာဆက်ဆံတာဒါပထမဆုံးချိန်ဖြစ်ပါတယ်ဟာကြရဲကွာခြာတိတ်ဘာလုပ်နေရလဲမမမေကိုလှုပ်ပေးတယ်လို့ပဲပြန်လှုပ်ပေးလေကွာအင်းမဇိုးကောင်းငိမ့်ပြလိုက်ပြီးမရဲတရဲနဲ့မမရဲ့စိတ်ခိုင်းမှုအတိုင်းကြိုးစားပြီးတော့လှုပ်ပေးလိုက်ပါတယ်မမဇိုးကောင်းဖိခိုင်ထားပြီးညင်းနေတယ်ဇိုးလဲ9မိနစ်လောက်အာရပါရလှုပ်ပေးလိုက်ပြီးကျွန်တော်မရတော့ဘူးမခဏလေးပြောပေးရနဲ့မမသူ့ရဲ့ပုံစံအတိုင်းလှုပ်ပေးပါတယ်အခန်းတစ်ခုလုံးမမရဲ့အားမလို့အားမရအတန်နဲ့သူ့ရဲ့အရှိန်ပြင်းပြင်းနဲ့အတန်တွေရောထက်ကစူညံပွက်လို့ရိုက်နေပါတော့တယ်ရမတ်အပြည့်နဲ့လှုပ်ရှားနေတဲ့သူတို့နဲ့ဟာရွာမှာခင်ထွေးနဲ့တူဆက်ဆံခဲ့တော့ခိုးလို့ရလို့လားမသိခဏလေးနဲ့ပြီးသွားပါတယ်အခုမှကြားနေတော့ဇိုမှန်သွင်းလိုက်တယ်ကောင်းနေချတဲ့နှုတ်လို့မမောင်မညာနဲ့ချတဲ့ပရင်တကားကြလာရင်နေအောင်နဲ့တူဇိုးဘေးမှာနှိမ့်ချိုက်စွာအိပ်ပျော်နေရဲ့မမမျက်နှာဥစွာမြင်လိုက်ရတယ်
ဇိုးနှစ်ဖူးပေါ်လက်တင်ရင်တက်ပြင်းဘဝချလိုက်ပါတယ်ခဏနေဇိုးဒီရင်ကနေထွက်သွားရတော့မယ်ထောင်ကထွက်လာပြီးဘယ်သွားရမှမသိရဲ့အချိန်မှာမမနဲ့မထင်မဲ့ပဲစုံတွေ့ခဲ့ရတယ်မမလက်ထရအိတ်ကိုအတင်းလို့ပြီးထွက်ပြေးတဲ့ခပိုက်နိုင်စီကအိတ်ကိုဇိုးရအောင်ပြန်ယူခဲ့ပြီးရဲ့မမကျေးဇူးတင်တဲ့အနေနဲ့ဇိုးကိုစားတောက်ဆိုင်တစ်ခုမှခေါ်ကျွင်းစကားပြောပြပါတယ်ပွင့်လင်းစွာပြောဆိုတတ်တဲ့မမသူ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ဇိုးကိုပတ်စံပေးပြီးငှားခဲ့တယ်အခုမမဆန္ဒတွေပြေဝပြီဆိုတော့ဇိုးပြန်ရတော့မယ်ရွာကိုပြန်ရင်လဲခင်ထွေးနဲ့ရင်ဆိုင်ရမှာဇိုးအားနာမိပါတယ်တင်ရွာလုံးရဲ့မျက်လုံးတွေကိုလည်းရင်ဆိုင်ဖို့တက်တည်လည်းဇိုးမှမရှိသေးပါဇိုးဒုတိယချိန်တက်ပြင်းထက်ချလိုက်တယ်ဘာလို့တက်ပြင်းနေချင်းချင်းချနေရလဲချတဲ့ရမမနိုးပြီလားဇိုးလဲမမဘေးကထဟန်ပြင်းလိုက်တယ်ထားတော့မလို့လားနေပါအောင်ချတဲ့ပြန်ချင်းနေလားမမဇိုးလက်ကိုဆွဲထားပြီးမေးတဲ့အတွက်မမပြန်ခိုင်းရင်တော့ကျွန်တော်မှပြန်ရနေရမရှိသေးပါဘူးမမရပုံမွေလင်းလင်းသူပြန်ဖြေလိုက်တဲ့စကားကြောင့်မမစဉ်းစားသွားပုံရတယ်ပြီးတော့ဇိုးကိုသိချာကြည့်ပြီးမမနဲ့တွေ့တော့ထောင်ကထွက်လာတာလို့မင်းပြောဘူးတယ်နော်မင်းဘာလို့ထောင်ကြလဲမမသိခွင့်ရှိမလားရှိပါတယ်မမကျွန်တော်ဘောမှာလျှို့ဝှက်ထားစရာအကြောင်းမရှိပါဘူးဒါဆိုလည်းပြောပြပါအောင်ချတဲ့မမသိကြတယ်ဟုတ်ကဲ့မမဇိုးရဲ့အတိတ်အကြောင်းရောမမကိုပြန်ပြောပြဖို့စတင်လိုက်တော့တယ်ကျွန်တော်တို့ကအမေတစ်ခုသားတစ်ခုဘွားနဲ့ရွာထဲမှာကြုံရလှုပ်ရင်းနဲ့ရက်တီခဲ့ကြတယ်အမေကအဝိရှော်ထမင်းချက်ကိုတကြီးအိမ်မှာနှိမ့်တိုင်းသွားလုပ်ပေးရတယ်လေကျွန်တော်ကတော့9000ဖန်9000လို့ရရင်ရွာထဲမှာလိုက်ရအောင်ပေါ့တနေ့တော့တကြီးခေါ်ခိုင်းလို့ရဲဆိုပြီးကျွန်တော်လာခေါ်ကြတယ်ကျွန်တော်ရောက်သွားတော့အမေကမျက်နှာငယ်လေးနဲ့ထိုင်နေတယ်တကြီးကတော့ဆွဲကြိုးပြောက်တာအမေယူတယ်လို့စွတ်ဆွဲကြတယ်လေအမေကသူမယူပါဘူးလို့ပြောတာလေလက်မခံကြဘူးအယောတောင်းကြတယ်ကျွန်တော်တို့မှရှိရာဆိုလို့အိမ်နဲ့ဝိုင်းလေးပဲကြံတော့တာလေရှိရဲ့နွားတွေလေတကြီးကမတရားသိမ်းတာနဲ့ပဲကုန်ခဲ့ရတာတူတူပြောရရင်တော့မမရရှိရဲ့အိမ်နဲ့ဝိုင်းကိုပါသိမ်းယူကြပြီကျွန်တော်တို့သားမီးနှစ်ယောက်ကိုအကျင့်ပြတ်သားမီးဆိုပြီးရွာပြင်ထုတ်ပြီးတော့နေခိုင်းကြတယ်ရွာပြင်တင်းညာရဇရဲမှာနေရပြီးအမေကအဲ့ဒီစိတ်နဲ့ပဲဆုံးသွားခဲ့ရတယ်ပုံမဲ့သူမရှိရဲ့အမေအလောင်းတင်းချိုင်းမှာပဲကျွန်တော်ကိုယ်တိုင်မြုပ်ပေးခဲ့ရပါဗျာအရက်မတောက်တတ်တဲ့ကျွန်တော်ဟာအမေတည်ပြီးရဲ့အချိန်ကနေအရက်တောက်တက်လာတယ်။အိုးဇိုးရဲ့လူတွေကမတရားလိုက်တာမမစိတ်မသက်သာဟန်နဲ့ပြောပြီးဆက်ပြောဖို့ခေါင်းလေးညှိပြတယ်။တရက်မှာတော့ရွာပြင်ကညောင်မင်းအောင်မှာအရက်ထိုင်တောက်နေတော့တကြီးကြော်နဲ့သူ့သမီးခင်ထွေးရွာဦးဘုန်းကြီးကျောင်းကပြန်လာကြတယ်။သူတို့မြင်လိုက်ရတဲ့ကျွန်တော်လည်းလုံးဝစိတ်မထိန်နိုင်ပဲလက်ထဲမှာရှိတဲ့ဒိုင်းနဲ့တကြီးသမီးကိုထောက်ပြီးရွာစက်ကတော်တွေကိုခေါ်လာခဲ့တယ်။တကြီးကြော်တော့ကြောက်ပြီးရွာထဲပြေးဝင်သွားလိုက်တယ်။ကျွန်တော်လည်းတကြီးသမီးခင်ထွေးကိုရွာစက်ကတော်ထဲမှာပဲစော်ကားလိုက်တယ်ဗျာ။မကြပါဘူး။တကြီးနဲ့သူ့လေရောက်လာပြီးကျွန်တော်မြို့ရဲစခန်းမှာအမှုဖွင့်တော့မဒိမှုနဲ့ထောင်ချခဲ့တာပေါ့။ထောင်ကထွက်လာခြင်းပဲမမနဲ့အခုလိုစုံခဲ့ရပါပေါ့ဗျာ။ကျွန်တော်ကတော့မဆိုင်တဲ့ခင်ထွေးကိုတနာပေမဲ့သူ့ဖေတကြီးအထိနာအောင်လုပ်ဖို့ဒီတနည်းပဲရှိရနေကျွန်တော်မိအတွက်ပြန်လုပ်ပေးနိုင်ခဲ့လို့ကျွန်တော်ကတော့ကြည်နဲ့တယ်မမဘယ်တော့မှနောင်တမရအောင်ကြိုက်တယ်အဲ့ဒီစိတ်တယ်မင်းမှန်တာပေါ့ဘာလို့ခင်ထွေးဆိုတဲ့မိန်းကလေးနဲ့မဆိုင်ရမှာလဲသိဆိုင်တာပေါ့ဘာလို့လဲဆိုတော့သူ့ဖေကတက်ရုံမှာပတ်သက်တဲ့တကြီးတယောက်ဖြစ်နေလို့သူနဲ့ဆိုင်အောင်ဆိုင်နေလေသူ့ဖေလိုရက်တွေအတွက်သူပေးဆက်ရတက်မှာတယ်မမအောင်ဆိုမင်းမမအောင်မင်းမမအောင်စကားဆုံးမှာညင်ပြီးနားထောင်နေကနာနာကြီးကြီးထိုက်လိုက်တဲ့မမမူရအောင်ကြည့်ဇိုအံ့ဩသွားရပြန်တယ်မမဘာဖြစ်သွားလဲဆိုတာသူဘလို့မှနားလည်နိုင်စွာမရှိတော့မမတိတ်ဆိတ်ဝင်စားဖို့ကောင်းတဲ့မိန်းမတယောက်ဆိုတာလေဇိုလက်ခံလိုက်တယ်ဟမ်မမဒါရဘသူပြင်ထားပေးရလဲထမင်းစားခဲ့ထမင်းစပွဲပေါ်မှာကော်ဖီမုန့်နဲ့စားစရာအပြည့်စုံသူတွေးလိုက်ရကဇိုအံ့ဩစွာမီးလိုက်ပါတယ်ဇိုးနဲ့မမအခုမှတူတူအခန်းထဲကထွက်လာမို့မမပြင်တာလည်းမဟုတ်တလို့ဒီကိုစားရောက်တော့လေဇိုးလူဖို့မတွေ့ရကြောင်းမေးမိရဖြစ်ပါတယ်ဒေါ်တင်မြပြင်ဆင်ပေးထားတာလေသူတို့ကအဲ့လိုပဲမမမထခင်လှုပ်ရှားရှိရလှုပ်ပေးတယ်ပြီးရင်ပြန်သွားတယ်မမကမျက်စိရှုပ်တာမကြိုက်တယ်လို့တယောက်တည်းပဲအေးဆေးနေကြတာလေအဲ့ဒါကြောင့်အချိန်ပိုင်းလို့တော့မှခေါ်ထားတာကဲပါတောက်ကော်ဖီမမဇိုးကော်ဖီကအရသာခံတော့ရင်မမလို့ခေါ်ပြီးမှ
မမကိုမဝင်မရဲကြည့်လိုက်တယ်။မေးစရာရှိနေလားချတယ်။ဟုတ်ကဲ့ကျွန်တော်မမကိုတစ်ခုလောက်မေးလို့ရမလား။မမကကော်ဖီတောက်ရင်သူ့မျက်နှာကိုလှမ်းကြည့်ပြီးခေါင်းငိတ်ပြတယ်။မမမှာအိမ်အောင်မရှိဘူးလား။မမတယောက်တည်းနေရလား။မဟုတ်ဘူး။သမီးတယောက်ရှိတယ်။အခုမန်းလေးမှာကြောင်းထားတယ်။လာမဲ့၄လပိုင်းကြာရင်ပြန်လာလိမ့်မယ်။အဲဒီကိစ္စရင်နောက်မှပြောမယ်။မမမင်းကိုအကူအညီတောင်းစရာရှိရင်မင်းကူညီနိုင်မလား။ရပါတယ်။လူသက်ခိုင်းတာလွင်ကြိုက်တာခိုင်းစိတ်ထဲမှာရင်းနှီးလာတယ်လို့ခံစားရတယ်ဆိုမမကိုရွှတ်နောက်စလိုက်တယ်မမင်းကိုလူသက်ခိုင်းမှာမဟုတ်ပါဘူးဘဝကိုပဲသက်ခိုင်းမှာလူတယောက်ရဲ့ဘဝကိုသွေးမထွက်ဒဏ်ရာမထင်ကြံမဲနဲ့လှလှပပသက်ခိုင်းမှာမမဒီပြောနေရတာဟုတ်တယ်လေမင်းဘဝနာခဲ့ရင်မင်းလဲတုံ့ပြန်တာပဲမဟုတ်လားမင်းเจ้าနေတီးလိုက်ရတဲ့အချိန်မှာမင်းစိတ်တက်ကိုသဘောကျသွားတာမင်းကမမနဲ့စိတ်တက်ခြင်းတူတယ်လို့ပြောလို့ရတယ်ထူးဆန်းတဲ့မမမျက်နှာမှာနာကြည်မှုတွေကိုဇိုးတိတ်ချထပ်တွေ့လိုက်ရတယ်မမကပြောလက်စစကားကိုရပ်ပြီးခွက်ထဲကကော်ဖီကိုမော့တောက်လိုက်ပါတယ်ကျွန်တော်ကဘသူရဲ့ဘဝကိုတတ်ပေးရမှာလဲမမရဲ့ကျွန်တော်နားလည်အောင်ပြောပြပါလားမမရပွင့်ပွင့်လင်းလင်းပေါ့ဗျာကျွန်တော်ကိုယုံကြည်ပါမမရဲ့ဘဝကိုဘသူတွေကနာကြအောင်ဘယ်လိုလုပ်ခဲ့တာလဲမမကူဘဝအမာရွတ်တင်နဲ့ပတ်သက်နေမလားဆိုတဲ့အတွေ့အသူ့ကောင်းနဲ့ရုတ်တရက်ဝင်လာပြီးမေးလိုက်ပါတယ်ဟိုအဖိုးကြီးပေါ့ဦးမင်းတင်ဆိုတဲ့အဖိုးကြီးတိတ်ကိုအတ္တကြည့်ပြီးတကူကောင်းဆန်တဲ့လူကြီးသူ့အောင်မြင်မှုသူ့ကြော်ကြားမှုတွေအတွက်ကိုဆရာမရဲ့သမီးသူ့မိန်းမကိုယ်တိုင်ပြန်တက်ခဲ့တဲ့အဖိုးကြီးလေမမဒေါ်စန်ဒေဝီရဲ့မျက်နှာတစ်ခုလုံးမှာနာကြီးမုံတီမှုတွေနဲ့ပြည့်နဲ့ခတ်ထန်လာတာဇိုးမြင်လိုက်ရတယ်ဦးမင်းတင်ဆိုတာမမရဲ့တပွားလုံးအခုလိုပုံစံဖြစ်အောင်လုပ်ခဲ့တဲ့သူပေါ့မမအရင်တော့ဘာမှမသိရဲ့တော်သူခက်ရိုးရိုးတယောက်ပါမင်းရမအမေးဆိုတာရှိခဲ့သေးတယ်မမမမိဘဆိုတာဘသူပဲဝမှန်းတော့မသိပဲနဲ့လက်သက်တော်ရင်များဆိုတဲ့အဖွားကြီးလက်ထဲမှာကြီးပြင်းခဲ့ရတာတရမ်းမှာတော့မမတို့အိမ်ကိုလင်မယားနှစ်ယောက်ရောက်လာတယ်မိန်းမမပေါ့မပိုင်းနဲ့သူ့မိန်းမမြန်မာစကားတိတ်မတတ်ဘူးတရုတ်မှာယောက်ျားကတော့ဦးမြတင်ဆိုတဲ့လူယုံမှာပေါ့အဖွားတော်ရင်များစီမှာကလေးလာမွေးရတယ်လေအဲ့ဒီချိန်မှာမမတက်က14နှစ်ပဲရှိသေးတယ်အဲ့ဒီနောက်သူမိန်းမကိုဖွားမြရာကလေးမွေးပေးတယ်မွေးတဲ့ကလေးကမိန်းကလေးမမအိမ်မှာ9ရက်လောက်တော့ကြာမှာပေါ့သူတို့ပြန်ကြတော့မယ်ဆိုတော့မမကိုခေါ်သွားဖို့အဖွားတော်များရဲ့စီမှာခွင့်တောင်းတယ်အဖွားကလည်းဒီရွာမှာနေမမကိုဘာမှတူတက်မှာမဟုတ်ဘူးဆိုပြီးသူတို့နဲ့ထည့်လိုက်တယ်မမလည်းသူတို့နဲ့အတူရန်ကုန်မြို့ပေါ်ရောက်ခဲ့ရတာပဲ။အော်ဇလန်းတွေကလိုပါပဲလား။ဟုတ်တယ်ဆိုတိတ်အံ့ဩစရာပေါ့။ပိုအံ့ဩစရာကောင်းတာဆက်မပြောပဲမမမျက်လုံးနဲ့ဗရင်မောက်အပြစ်မဲ့အဝေးတနေရာစီကိုငေးကြည့်နေပါတယ်။သူကတော့မမဆက်ပြောမဲ့အကြောင်းအရာကိုဆက်ပြီးနားထောင်ခြင်းလွန်းလာပြီ။ပြောပါအောင်မမအလုပ်ကတော့ကလေးထိတ်အိမ်တန်ရှိရေးလို့ပေါ့။မမရွာမှာကလေးတန်းနဲ့ကြောင်းထွက်ခဲ့ရတာဆိုတော့ကြောင်းလဲဆက်ပြီးမနေချင်တော့ဘူးလေသူမိန်းမလည်းခစ်ဆန်ဆန်ပေါ့ပြက်ပြက်နေအမြဲပြင်းမဲ့ထွက်နေရသူ့ယောက်ျားမတောက်လားဦးမြတင်ကအလုတ်တရေချတဲ့ဦးမြတင်ကနာမည်ကျော်ကြားရဲ့တတိတယောက်တားဖြစ်ချင်တာလေသူကဘာလို့လဲဦးမြတင်ကတရုတ်ပြည်နဲ့ရန်ကုန်သွားလိုက်ပြန်လိုက်ပဲသူ့လောက်ကတော့သူကိုယ်တိုင်ဖော်ဆက်ထားတဲ့မွေးရစေးဝါးတွေတဘာဝလွန်ခဲ့ကာမလွန်ခဲ့ဖီးစည်းတွေကိုမှောက်ခုဖြန့်ချီရလေတရုတ်နိုင်ငံကိုထိုင်းနိုင်ငံတို့ပို့တာပေါ့ကွာတွေ့မှရှိရဲ့အချင်းဆိုရင်လေသူစေးဖော်ဆက်တဲ့အခန်းထဲမှာပဲအချိန်ကုန်နေတာကလေးကတော့မမထိန်ပေါ့သူတို့လုပ်တဲ့ပေါက်ကြားမှကြောက်လို့မမကိုရွာလဲပေးမပြောင်းအဖွားတဲ့လည်းဘာမှမသိရဘူးအဲ့ဒီအိမ်ကြီးထဲမှာပဲထားရနေစီရသွားလုံးရတဲ့ဘဝကိုနှီးခဲ့ရတယ်ဟာဗျာမတရားတာမတရားမဲသိပြီမဲ့လေမမဘာမှမတက်နိုင်ပါဘူးဆိုရဲ့သူတို့သမီးလေး10နှစ်အရွယ်ရောက်ချိန်မှာသူမိန်းမရုတ်တရက်ကြီးတည်သွားခဲ့တယ်လေဗျာဟုတ်တယ်ဆိုတယုံမတရားရိုးရိုးမဟုတ်ဘူးဆိုရဲ့ဦးမြရင်တက်လို့တည်ရတာသူကိုယ်တိုင်ဖော်ဆက်ထားတဲ့ကာမလွန်ကျူးစီတဲ့ဆေးကိုသူမိန်းမကိုတိုက်ပြီးတော့စမ်းသပ်ခဲ့တာအဲ့ဒီညသူ့မိန်းမကိုဆေးတိုက်ပြီးတော့သူတို့လင်မယား2ယောက်ရဲ့မကြည်ရဲလောက်တဲ့လင်မယားဆက်ဆံရေးကိုအချိန်ကြာမမချောင်းကြည့်ပြီးတွေ့မြင်ခဲ့ရတယ်။နောက်တော့အခန်းထဲကကောင်မလေးနိုးမှဆိုလို့မမပြန်လှည့်ထွက်ခဲ့တယ်။
အခန်းပေါဝါကိုရောက်တော့မှရှိသေးတယ်။ဦးမြတင်ရဲ့အောင်မီဆိုတဲ့အတန်နဲ့တူသူတို့လင်များနှစ်ယောက်ရဲ့ရည်တန်တက်တက်ကိုမမကြားလိုက်ရတယ်။ဒီလိုရက်ဆက်တာပဲ။ဟုတ်တယ်။အဲ့ဒီစေးသားထိုင်းကိုပို့နိုင်ခဲ့တထေးဖြစ်ပြီဆိုပြီးဦးမြတင်ကတော့နောက်တရက်ပဲခီးထွက်သွားခဲ့တယ်။ကျန်ခဲ့တဲ့သူ့မိန်းမအဲ့ဒီစေးရဲ့အာနေတင်ကြောင့်တကူလုံးအနီဆက်တွေအဖုဖိတ်တွေနဲ့ကြောက်စရာကောင်းတဲ့ရုပ်ရည်ဖြစ်လာခဲ့တယ်။ကာမစိတ်တွေထကြွတဲ့အချိန်ဆိုရင်တော့သူခန္ဓာကိုယ်ပေါ်အဝတ်စားတွေအကုန်ချုပ်ပြီးလူးလိမ့်နေလို့အခန်းထဲမှာပိတ်ထားခဲ့ရတယ်။သူသမီးကျောင်းကပြန်လာရင်မမသူ့မိနဲ့ပေးမတွေ့ဘူးလေ။ဒါကလည်းမွေးကြရထိန်းလာတော့မမကလေးမလေးကိုတန်ရောစင်ရှိရင်သူလက်မှာစိုးလို့ပါ။မြစ်တာကြီးမလိုက်တာမမရဲ့။ဦးမြတွေပြန်လာတော့မမဖြစ်သမျှကုန်ပြောပြတယ်။သူကြောင့်ဖြစ်တယ်ဆိုတာတည်းရဲ့ဦးမြတရားကြာလာရင်ပဝင်းကြီးရိမ်မိမှဆိုလို့သူမိမကိုသူကိုယ်တိုင်ပဲစီးထိုးတက်ပြစ်လိုက်တယ်။ဒါကိုဘာမှမသိရဲ့ကလေးမလေးဟာမမနဲ့ဦးမြတဲ့ကြောင့်သူ့မိတေးရတယ်လို့ထင်ပြီးမမကိုမုန်းသွားတယ်ဆိုသူမုန်းသွားတယ်။ဟမ်ဘာလို့မမကိုမုန်းသွားရလဲမမနဲ့ဘာဆိုင်လို့လဲအဲ့ဒါခဏထောင်ဆိုမမမရတော့မမကိုမော်နီတချီလေအခုလားမမဟုတ်တယ်ဆိုမြန်တော့မမပါဇက်ကတောင်းဆိုတယ်လို့တွေးတာပါတောင်းဆိုနေရကြောင်းထမင်းစားခန်းထဲမှာအဝတ်တွေကိုတစ်ခုမကြမ်းဆွဲချုပ်လိုက်ပါတယ်ဇိုကလည်းမမလိုပဲအဝတ်တွေဆွဲချုပ်ပြီးမမကိုလုံးလေးကိုလက်နဲ့ပုတ်တက်ပြီးမသက်ရက်နဲ့မမရှိဒူးထောက်လိုက်တယ်ရှမတ်ပါရဲ့ညီညွတ်တဲ့အနေနဲ့မမတောင်းဆိုလာကြောင်းမမနဲ့မျက်နှာချင်းဆိုင်ရက်လိုက်ပါတယ်ဆွဲဆောင်မှုရှိရဲ့မမနဲ့အတူမနဲ့ခင်းမှပဲမမခေါ်ဆောင်ရအာသာယမတ်နုနဲ့ရောဇိုးတရားလိုက်ပါစီမျောသွားပါတော့တယ်မမကြောင့်ဆက်ပြောပါအောင်သူဘာလို့မမကိုမုန်းသွားလဲဘာလို့လဲဆိုတော့မမတပြင်းချပြီးစကားဆက်ပြောတယ်ဘာလို့မုန်းတာလဲဆိုတော့ဦးမြတရားမမကိုယူလိုက်လို့ပေါ့ဇိုးရဲ့ဗျာဟုတ်တယ်ဆိုကလေးအမြင်မှာတော့မမနဲ့ဦးမြတင်ပေါင်းကျင်လို့သူ့မိတေးပေးရတယ်လို့ထင်နေတယ်သူ့ဖေမမပေါ်မှာဘလောက်ရက်ဆက်ရုံမှလဲဆိုတာသူသိပါတယ်ဦးမြတရားသူ့မိန်းမသိပြီးတိတ်မကြောက်မမကိုစိုးတင်းယူတယ်တာမယာပြုတ်ကျင်တယ်မမငင်းဆန်ထွက်ပြေးလို့ဆိုပြီးအခန်းထဲထက်လက်နှစ်ဖက်ကိုကျိုးနေချီအဝတ်စားရဲ့အကုန်ချုပ်ပြီးပုံစံမျိုးစုံနဲ့စော်ကားတယ်နေစော်ကားရုံနဲ့မကသေးဘူးကျို့ရေစွတ်ပြီးမမတကူလုံးသွေးစွအောင်နှိမ့်ဆက်ခဲ့တာဟာဗျာချတဲ့တနာနေရလားမမရဲ့ဇိုးမမကိုတနာလွန်းတာကြောင့်ဖက်လိုက်မိရဲ့လှပတဲ့မမတကူလုံးမှာအမာရွတ်တွေဖြစ်ခဲ့ရအဲ့ဒါကြောင့်များလားဗျာဦးမြတင်ရဲ့စိတ်တွေဟာသူမိမသိပြီးရဲ့နောက်ပိုင်းပုံမှန်မဟုတ်တော့ဘူးသူဆေးဖော်တဲ့အခန်းထဲမှာပဲနင်းနေညညသူမိမသိဆုံးရတဲ့အကြောင်းရင်းရှာဖွေနေခဲ့တယ်နေမမထွက်ပြေးခဲ့ရမှာမမအားခဲ့တယ်ဆိုအားတယ်ဆိုတာထက်ဘာမှမထူးတော့တဲ့မမဘဝအကောင်းတိုင်းပြန်မဖြစ်တော့လို့ပဲတွေးမိတာပြီးတော့အသက်တမျှလေးပေါ့သူ့ကိုတနာမိရဲ့စိတ်ကြောင့်ဆက်နေဖြစ်ခဲ့တယ်အသက်တမျှဆိုတာဦးမြတင်ရဲ့သမီးပေါ့သူ့မိမသိခင်ကတော့သူ့သမီးကိုတရုတ်နာမည်ပေးခဲ့တာမမကိုယ်တိုင်ပဲအသက်တမျှဆိုတဲ့နာမည်ကိုပြန်ပြောင်းပေးခဲ့ရလေငယ်ရွယ်နုနေတဲ့ကလေးတယောက်ရဲ့စိတ်ထဲမှာအဲ့လောက်အညိုကြီးရက်ဆက်လိုက်မယ်လို့မမတခါမှမတွေးခဲ့မိဘူးဒါပေမဲ့အဲ့ဒီနေ့မှာတော့အသက်တမျှရဲ့စိတ်ကိုမမကောင်းကောင်းသိလိုက်ရတယ်အဲ့ဒီနေ့ညတော့မမဘဝအပြောင်းလဲတစ်ခုဖြစ်လာစေတဲ့နေ့တစ်နေ့ပေါ့ဆိုစကားပြောနေရင်မမမျက်ဝန်းတွေကတခါတလေအတိတ်ကိုတွေးမိလို့ဝမ်းနေတယ်လို့ညှိုးငယ်သွားလိုက်တခါတလေမလှတဲ့ဘဝကိုစိတ်နာတယ်လို့မျက်ဝန်းတွေကခက်ထန်သွားလိုက်ဖြစ်နေပါတယ်မမအဆင်ပြေရဲ့လားဇိုးမေကအကောင်ဆိုဘာမှပြန်မဖြေပဲမမစကားဆက်ပြောလေတယ်မမအခန်းထဲမှာနှစ်ချိုက်ချိုက်အိပ်ပျော်နေတော့ဦးမြတဲ့အခန်းထဲကိုဝင်လာတယ်ဇိုးမမကိုအတင်းချုပ်ပြီးလက်ကသွေးကြောတဲ့ကိုကာမလွန်ကျူတဲ့စီကိုထိုးထည့်တယ်အဲဒီချိန်မှာပဲရဲရဲရောက်လာပြီးဦးမြတဲ့ကိုမွေးရစေဝါဖြန့်ချင်မှုနဲ့ဖမ်းသွားခဲ့ကြတယ်မမနဲ့အသက်တမျှ2ယောက်ပဲအင်ကြီးရဲ့မှာကြံခဲ့ဆိုပါတော့ဇိုးမမလေးသိလားပြောပါမမဈေးအစွမ်းနဲ့မမကာမစိတ်တွေစပြီးတော့ထကြွလာတယ်မမဦးမြတဲ့ဆေးဆက်တဲ့အခန်းထဲကိုဝင်ပြီးဖြည့်စည်းကိုရှာကြည့်တယ်
မတွေးခဲ့လားကံကောင်းထောင်းမစွာရှာတွေ့ခဲ့ပါတယ်ဒါပေမဲ့ဝမ်းသာအားရမောတောက်မဲ့လှုပ်တဲ့အချိန်မှာအသက်သမျှအခန်းထဲရုတ်တရက်ရောက်လာပြီးမလက်ထက်ကဖြည့်စည်းပလင်းကိုတိုက်ချပစ်လိုက်တယ်လေမလည်းသူ့မတော်တဆတိုက်မိတာပါဆိုပြီးဖြည့်စည်းမရလို့ဝမ်းနေရမဲ့စားသူ့ပဲမိတဆိုးလေးအဖေကလည်းထောင်ကြားနဲ့တနာပူခဲ့ရတယ်ဒါပေမဲ့ဇိုးရဲ့အဲညမှာပဲမရှိအောင်အခန်းထဲမှာသူတယောက်တည်းပြောတဲ့စကားကိုကြားခဲ့ရတယ်ဘာပြောတာလဲငါအမေခံစားသလိုနေလဲခံစားပြီးတည်တဲ့ဟာကလေးစကားလားကလေးတယောက်ရဲ့စိတ်ဓာတ်ဘလောက်ကြောက်ဖို့ကောင်းလိုက်လဲဇိုးရဲ့ဖြည့်စည်းပလင်းကြွယ်သွားပြီးရဲ့နောက်ထပ်လည်းမရှိတော့ဘူးလေအဲ့ချိန်ကစပြီးဦးမြတဲ့မိန်းမလို့ဖြစ်တော့မယ်ဆိုပြီးတွေးပြက်ခဲ့ရတယ်ဒါပေမဲ့အချိန်နေသာကုန်သွားခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ဘူးအဲ့ဒါဘာဖြစ်လို့လဲဇိုးစိတ်စောပြီးကိုအလင်းစလို့မေးလိုက်တယ်ဦးမြတဲ့ကသူ့မိန်းမတော်ဆေးကိုတောက်ခိုင်းခဲ့တာမထင်မဲ့ဖဲသူမိန်းမအရေးပြားကြီးကွာကြလာပြီးရုပ်ပြက်စင်းမြက်ဖြစ်လာတွေ့ရတော့နောက်တနည်းနဲ့ကိုထပ်ပြီးစမ်းသပ်ခဲ့တာအဲ့ဒါကြောင့်သူကကိုကြတော့စေးထိုးတဲ့နီလန်းကိုတုံးခဲ့တာပေါ့ဟုတ်လားဟုတ်တယ်ဒါဆိုကကန်ကောင်းသွားတာပေါ့ကန်ကောင်းတယ်ဟုတ်လားအရေးပြားကြီးကွာကြတဲ့အထိမဖြစ်ခဲ့ဘူးလေမင်းမှားနေပြီဆိုလောက်ကန်ဆိုးတဲ့မိန်းမဒီလောကမှာရှိမှာတော့မဟုတ်ပါဘူးဆိုရဲ့တကယ်တော့လေတေးသွားတာမှကောင်းအောင်မယ်ကွာမင်းတီကိုဘာကြောင့်ရောက်လာရဲဆိုတာမင်းနေလားဆိုကျွန်တော်အဲ့ဒီစေးကြောင့်ကာမစိတ်တွေကမကြထကြွလာတဲ့အခါမှာအရှက်မရှိလူမသိအောင်တိတ်လေးယောက်ျားတွေကိုပတ်စံပေးငါဆက်ဆံခဲ့ရတယ်ယောက်ျားပစ္စည်းအတုတောင်မတိုးနိုင်အောင်စိုးရတဲ့ကာမအောင်မမောဖတ်တွေနေရတယ်ဦးများတဲ့ကိုထောင်ထဲမှာလဲတွားတွေ့ရတယ်အခုတော့တွားတွေ့အပြန်မင်းနဲ့တွေ့ခဲ့ရလေတကယ်လို့ဦးများတဲ့ပြန်ထွက်လာရင်ဘယ်လိုရင်ဆိုင်ရမလဲဆိုတာမသိဘူးအခုလိုအခြေအနေနဲ့ဒီအိမ်ကထွက်သွားလို့မဖြစ်သေးဘူးတိတ်လေတဲ့ဦးများတဲ့ကသူ့ပိုင်ဆိုင်တဲ့ရှယ်ယာလုပ်ငန်းတွေအမွေတို့သူ့သမီးနာမည်နဲ့လွှဲပေးထားတယ်ကသူတရားဝင်လက်မှတ်ထိုးယူခဲ့ရမဟုတ်ဘူးဆိုရင်မှာအရွယ်မရောက်သေးတဲ့သူ့သမီးကိုစားထိမ့်သိမ်းထားခွင့်ပဲရှိရပိုင်ဆိုင်ခွင့်ဘာတစ်ခုမှမရှိဘူးလိုက်တာရဟုတ်တယ်ဆိုအသက်သမျှငယ်ပါသေးတယ်ဆိုပြီးရှော့တွက်လို့မရအောင်သူ့လိုအပ်တဲ့အချိန်မှာမင်းငယ်ဆိုပြီးပြုံးလေးနဲ့ခိုင်းတတ်တယ်လို့အတွင်းစိမ့်နဲ့လူကွယ်ရမှလဲမွေဟောင်းမလိုပဲအစိတ်ပြင်းတဲ့ကောင်မလေးပဲလူတွေကိုတကယ်ကြောက်မိရဲ့ဇိုးရဲ့ဒါပေမဲ့ဇိုးတော့ဘလို့ခင်တွယ်မိလဲမသိဘူးစားတွေ့ကြတဲ့ကခင်တွယ်အားကိုးမိနေတာဇိုးဘဝကိုတိလိုက်ရပြန်တော့လေဘွားနဲ့တိတ်မကွာပါလားဆိုပြီးဂယုဏတတ်မိပြန်တယ်ဇိုးသိလားကလေတခြားယောက်ျားနဲ့ဆက်ဆံခဲ့တော့တနာရဲမက်ကိုမလွန်ဆန်နိုင်လို့ပတ်သက်ခဲ့ရပဲရှိတယ်ဘာခံစားချက်မှမရှိခဲ့ဘူးခဏနေအောင်ကျွန်တော်ကိုမေးစရာတစ်ခုရှိတယ်အသက်တမျှယောက်ျားနဲ့အခုလိုဖြစ်နေတဲ့ဒီเจ้าတွေကိုမသိဘူးလားမသိဘူးသူ့ကိုပိုင်เจ้าတက်ဖို့ထောင်ထဲကသူ့ဖေကစီစဉ်သားနဲ့တွားခဲ့ရတယ်လေတော့လူတွေကိုစိတ်နာပြီးယောက်ျားနဲ့ကင်းနေတယ်လို့ပဲသူသိထားတာအဲ့လိုထင်အောင်လေနေခဲ့တယ်လေကံကောင်းစွာဖြည့်စည်းကိုတခြားနေရာရခဲ့တယ်လို့ပဲအသက်တမျှကိုအသိပေးလိုက်တယ်ပြီးတော့စေးစမ်းပြလို့ယောက်ျားရည်နဲ့ပတ်သက်ဖို့လို့လေတခြားနိုင်ငံလူမျိုးခြားရည်နဲ့ပဲပတ်သက်တယ်ဒီမြန်မာနိုင်ငံကယောက်ျားဆိုလို့မင်းကပထမဆုံးပဲကောင်းနေရဲ့ဘလို့လဲအကြောင်းနေကြားရစိတ်ညစ်သွားပြီလားမညစ်ပါဘူးရဲ့ဘဝကိုတနာနေမိတာပါဗျာအသက်တမျှသာဖြည့်စည်းတောက်ခွင့်ပေးခဲ့ဘဝအခုလိုမျိုးဆိုးရမှာမဟုတ်ဘူးနော်ရဲ့ကံမှာပဲဇိုးရဲ့ကျွန်တော်ဦးမြတဲ့နဲ့သူ့သမီးကိုတက်ပြစ်ချင်လောက်မုန်းတယ်သိလားမဘက်ကနေစာနာနားလဲပေးလို့ကျေးဇူးတင်ပါရဲ့ဇိုးစကားတွေကြားရတာအားရရှိလာတယ်လို့ခံစားရရဲ့သိလားစကားတွေဇက်တိုက်ပြောလိုက်ရလို့မောသွားလားရှင်ဖွေးလိုက်ရလို့ပေါ့ပါသွားလားမသိပါဇိုးခန္ဓာကိုပဲမှီနှဲ့ပြီးမျက်စိလေးမဲအသက်ပြင်းပြင်းရှူနေပါတော့တယ်ထဲ့စားတော့ဇိုး
ဒီဆန်းကအရန်ကောင်းတယ်ဈေးရလည်းမြင့်လို့ငွေရှိရတဲ့ထေးပဲလာတာစပွဲပေါ်ကစားစရာအပြည့်စုံမမမျက်စပြပြပြီးဇိုးကိုစားဖို့ပြောတယ်အနန္တအပြည့်စင်နေတယ်အစားတောက်တရားဇိုးကိုဆွဲဆောင်နေရကြောင်းစားကျင်မိမဲ့လေဇိုးပေဟောင်းမှတစိုးမစားရသေးပါမစားကျင်လားဇိုးမကြိုက်လို့လားချတဲ့ကျွန်တော်ဇွန်းခင်းမကင်တတ်ဘူးမမဟာ sorry မမမေ့သွားရဲ့ဇွန်းဒါပေမဲ့ခုတော့ထားလိုက်တော့နောက်ဆိုရင်ဇွန်းခင်းနဲ့အဆင့်ရှိရှိစားတဲ့အောင်လေ့ကျင့်ရမယ်ကားမောင်းတဲ့ပုံစံပြောင်းအိုးမင်းကိုပြောင်းလဲပြရမယ်အသက်သက်မြောက်ချင်းကပ်ဖို့ဆိုအဲ့ဒါတွေကိုလူရတယ်ဗျာမမကျွန်တော်ကတက်သက်မြောက်ချင်းခဲ့ရမယ်ဟုတ်လားဟုတ်တယ်လေမင်းမမိန်းကလေးကြီးကြွေလောက်တဲ့ရုပ်ပိုင်းဆိုင်ရာပြည့်စုံပြီသားဥစ္စာပိုင်းဆိုင်ရာနည်းနည်းလောက်ထပ်ဖြည့်လိုက်ပြောစရာဘာမှမရှိရောမမခိုင်းမယ်ဆိုတာဒါလားကျွန်တော်ကရွာသားလူရိုးလူအနော်မမစလိတ်ကိုမီးကိုထွက်အောင်တော့မင်းမှုတ်တတ်သေးတာပဲမိန်းကလေးတယောက်ကိုလည်းဖီတောင်လှုပ်တတ်တယ်ဆိုတာမမသိပြီလေဟာမမလည်းဘာတွေပြောနေလဲမသိပါဘူးဗျာရှက်ကိုရှက်ကန်ဖြစ်နေဇိုးပုံစံကိုကြည့်ပြီးမမကတော့သဘောကျရင်းနေတယ်3 လကြာပြီးရဲ့နောက်မမဇိုးရောက်မပြန်ခိုင်းမယ်သူ့စိတ်တိုင်းကြပုံသွင်းပါတယ်ပတ်သက်ခဲ့တဲ့3 လအတွင်းမှာဇိုးမမကိုချစ်မိနေတယ်လို့တေဘော်ကြီးတရေနာစားတယ်ပဲပြောချစ်တယ်လေဖွင့်ပြောထားတယ်မမဘက်ကလည်းဇိုးကိုစိတ်ရှိပါတယ်ကဲဇိုးကခိုးဆိုရင်ကားလဲမောင်းတက်နေပြီတက်ထားတဲ့နိုင်လဲအကုန်တင်ပေးထားတယ်မင်းကောင်းထဲမှာရွာဆွေမရှိမျိုးမရှိထောင်ရွက်စုံမဟုတ်တော့တမောတက်ဖို့စောင့်နေတထေးသားလူငယ်တရားအသက်သမ ्या ရောက်လာပြီဆိုတာနဲ့မမနဲ့မယားဘယ်တော့မှမတည်တဲ့စိမ့်နေဖြစ်သွားပြီမမပြောသဘောပေါက်တယ်မလားမမကတော့အဲ့လိုပြတ်သားသူဇိုးစနေတကြရှိရဲ့စပင်းကိုလက်နဲ့နည်းနည်းဖွလိုက်ပါတယ်လေးရဲ့ဗျာအဲ့ဒါဆိုကျွန်တော်ကမမနဲ့မတွေ့ရတော့ဘူးပေါ့တွေ့ရမှာပေါ့ဒါပေမဲ့အသက်သမ ्या ရဲ့ချစ်သူတယောက်ဖြစ်နေတွေ့ရမှာမင်းအသက်သမ ्या ကိုမတွေ့သေးလို့ပါတွေ့မမတော့မှပတ်သက်ချင်တော့မှမဟုတ်ဘူးအသက်သမ ्या တိတ်လာတာဇိုးတပြင်းချပြီးမမကိုကြည့်လိုက်တယ်ဟာမမတော့မိမထင်ပါဘူးမမရာဘလောက်လှလားစိတ်မလားတဲ့သူတော့ကျွန်တော်ဘယ်တော့မှရင်ခုန်မှာမဟုတ်ဘူးထားပါတော့ဘာပဲဖြစ်ဖြစ်အသက်သမ ्या ရောက်လာရင်တော့မရိပ်မိစေနဲ့နော်သူကတိတ်လေတာဟုတ်ကဲ့ပါမမကျွန်တော်မမဘဝအတွက်အကောင်းဆုံးကူညီမှာပါကျေးဇူးပါဇိုးရဲ့အရာရာပြင်းမြောက်သွားတဲ့အချိန်ရောက်ရင်ဇိုးနဲ့မမတို့နှစ်ယောက်တသက်လုံးစိတ်ချမ်းသာစွာနေထိုင်သွားကြမှာပါမမဇိုးအဲ့လိုစကားနဲ့လေချုပ်တတ်ပါသေးတယ်ဇိုးမမလက်ကလေးကိုတင်းတင်းပြန်စုပ်ကန်လိုက်တယ်မမနဲ့အတူအေးချမ်းချမ်းနေကြပါတယ်ကဲအိမ်ရောက်ပြီစင်းတော့သမီးကြိုက်တဲ့ဟင်းနေမိငယ်ချက်ထားတယ်ကားရတာနဲ့ချိုသားသားစကားပြောလာတဲ့မိငယ်ကြောင့်တက်သမျှကားပေါ်ကဆင်းပြီးမိငယ်ဘေကိုသွားရက်ခါမိငယ်ကိုယ်တိုင်ချက်ထားတာလားပင်ပန်းမှာပေါ့မပင်ပန်းပါဘူးသမီးရဲ့မိငယ်ကဒစိမ့်လေးကိုကြောက်လို့အိမ်ကိုယ်တော်မခေါ်တာပဲကြည်လေမိငယ်လုံနိုင်ပါရဲ့သမီးရဲ့ဟုတ်အသက်သမျှမိငယ်ကိုစကားပြောနေပေမဲ့ကားပေါ်ကဆင်းတာနဲ့အိမ်ပပတ်လည်းမျက်လုံးဝေးကြည့်လိုက်တယ်အိမ်ကြီးကအတက်သမျှသွားတော့အတိုင်းဘာမှပြောင်းလဲရမရှိပပပုံရိပ်တွေရှိနေရဲ့အိမ်ပြန်ရောက်တော့ပပကိုတတိယမိပြီးတသမျှမျက်ရည်ဝဲတက်လာတယ်။အိုးသမီးလေးကသမီးပပကိုတတိယသွားထင်တယ်။အခုမှရောက်တော့စိတ်မကောင်းစရာကြီးမတွေးနဲ့ဟုတ်ပြီလား။အပေါ်ထဲမှာသမီးခန့်ကိုမငယ်ရှင်းထားပြီ။သွားနားလိုက်အောင်လေ။ပြင်ရီမိုးချိုးပြီးဆင်းလာခဲ့။မငယ်ထမင်းပွဲပြင်ထားလိုက်မယ်နော်။လွမ်းနဲ့ပပနဲ့မမရဲ့အတတမြအခန်းထဲရောက်ချင်းအဲကွန်ကလုတ်ကိုဖွင့်လိုက်ပြီးအိယာပေါ်လဲချလိုက်ပါတယ်ပပနဲ့မမကိုတန်တမိရနဲ့အတူမိငယ်ခေါ်ဒေါ်ဆန်ဒေဝီကြောင့်တွေ့ပြီးတော့တတမြရှင်မောမိပြန်တယ်ဒေါ်ဆန်ဒေဝီဒီမိန်းမအခုနေတော့တက်ပေါ်ဆက်ဆံရေးဆိုတာချိုတာလွန်းနေသေးတယ်ဘာပဲဖြစ်ဖြစ်ဒေါ်ဆန်ဒေဝီကြောင့်အတတမြအတိဆုံးမဲ့မလို့တတိလက်လို့တော့နေလို့မရပါဘူးဒီချိန်မှာဘာပဲဖြစ်ဖြစ်တက်မှာအားကိုးစရာဘယ်သူမှမရှိတက်အတွက်တက်ပဲရှိရမလို့တက်တိရှိနိုင်မှာတော်ရကြပါမယ်ဟွန်းထဲ့စားလေးသမီးကြိုက်တဲ့ဟင်းတွေကြီးချက်ထားတာအိမ်ထမင်းအိမ်ဟင်းမစားရအကြောင်းမဟုတ်လားထမင်းဝိုင်းမှာစုံတော့ဒေါ်ဆန်ဒေဝီတက်တက်မြောက်အချိုတက်ပြီးဟန်ဆောင်ကောင်းပြကအ
ပကံနဲ့ဟင်းတွေထည့်ပေးလိုက်တယ်ဟုတ်ကဲ့မိငယ်ကျေးဇူးပဲနော်သမီးရောက်တာနဲ့မိငယ်ပင်ပန်းရပြီရပါတယ်သမီးရဲ့မပင်ပန်းပါဘူးဒါနဲ့မိငယ်ကိုပြောရအောင်မယ်သမီးကွန်ပျူတာသင်တန်းတက်မလို့အဲ့ဒါမိငယ်စုံစမ်းပြီးတော့အပ်ပေးအောင်နော်အခုမှပြန်ရောက်ခါစားရှိသေးရဲ့သမီးကသင်တန်းတက်တော့မလို့လားအိမ်မှာအေးဆေးနေပါအောင်လားသမီးရဲ့မကောင်းပြောတာပြောလိုက်တယ်ဒေါ်ဆိုင်နေကြိတ်ပြီးဝမ်းသာနေပါတယ်အသက်သမီးအောင်ဇိုးနဲ့ဆိုတာဘလို့လွတ်ရင်ကောင်းမလဲစဉ်းစားနေရတယ်အခုတော့သူမစိတ်ပူစရာမလိုတော့ပါမပင်မမအောင်မိငယ်အိမ်မနေလဲပြင်းစရာရုံနော်မိငယ်အေးပါသမီးပင်မမဆိုလို့ပြောတာပါတက်ချင်တယ်ဆိုတော့လေမိငယ်စုံစမ်းပေးမှာပေါ့ဟေးဒါမှတော့မိငယ်ကွာအသက်သမီးစားနေရစုံလေးလှုပ်ချပြီးကလေးတယောက်လိုထခုံလိုက်တယ်ဒေါ်စန်ဒေဝီတက်သမီးကိုကြည့်ပြီးတွေးမိပါတယ်သူမနဲ့အသက်သမီးကြားမှာဦးမြတင်တာမရှိနေဦးမြတင်ရှိသမီးစီးစိမ်တွေသူမကိုယုံကြည်ပုံအပ်ခဲ့သူမကလည်းကိုယ့်လက်ပေါ်ကြီးပြင်းလာရတဲ့အသက်သမီးကိုရက်ဆက်စရာမလိုပါဘူးအခုတော့မရက်ဆက်ချင်လဲရက်ဆက်ရအောင်မယ်အသက်သမီးရေမိငယ်စိတ်မကောင်းပါဘူးအသက်သမီးရေသမီးမပြီးသေးဘူးလားမြန်လုပ်လေတင်းနဲ့ကဒီနေ့မှစတက်မှာနောက်ကြရဲဆိုရင်မကောင်းဘူးလေပြီးပြီမိငယ်ရေလာပြီဒီမှာသမီးကိုကြည့်ပါဝတ်ထားအဆင်ပြေရဲ့လားလို့အသက်သမီးတင်းနဲ့စတက်မဲ့နေကြကိုရရွေးချယ်ဝင်လာတဲ့ဂျမ်းပြက်ကောင်ဝင်ကားလေးကိုတပတ်လှည့်ပြီးမိငယ်ကိုပြလိုက်တယ်လှပါသမီးကပြောစရာမရှိအောင်လှတာလှလုံးတင်းနဲ့လှုပ်ရမှာစိတ်မချတော့စိတ်ချပါမိငယ်စိတ်ချသမီးရီးစားလုံးဝမထောင်အဲ့လိုပြောရလဲမဟုတ်ပါဘူးသမီးရဲ့သမီးကအရွယ်ရောက်လာပြီပဲဆုံးဖြတ်ဝေဖန်နိုင်တဲ့အရေးချင်းတွေသမီးမှရှိပြီသားဆိုတာမိငယ်သိရဲ့ဒါနဲ့ရောသမီးတို့လိုအပ်မဲ့ထင်လို့မိငယ်ဝယ်ပေးထားတာဖုန်းလေးကချစ်စရာလေးကျေးဇူးပဲနော်မိငယ်အသက်သမီးပြောရင်ဒေါ်ဆန်ဒေဗီကိုဖတ်လိုက်ပါတယ်သမီးလေးအသက်သမီးအသက်နားထောင်နေရဲ့မိငယ်ဒစိမ့်ဆန်တဲ့စကားတွေပြောမနေပါနဲ့သမီးရဲ့နော်အဲ့ဒီထဲမှာမိငယ်ဖုန်းနံပါတ်ထည့်ပေးထားတယ်လူအဲ့ရင်ဆက်လို့ရအောင်ကဲပါသွားကြရအောင်နောက်ကျနေနော်သမီးအသက်သမီးတဲ့မမပိုက်ပါပို့လိုက်တဲ့ပုံရမ်းဆိုရင်ဒီကောင်မလေးပဲဖြစ်မှာတင်တဲ့ရှေ့ကခုံနေရမှာခေါင်းဝင်လေးနဲ့တယောက်တည်းထိုင်နေတဲ့ကောင်မလေးဟာဒီနေ့မှတင်တဲ့စတတ်တာဆိုတော့တငယ်ချင်းတွေလည်းရှိသေးပုံမရတားကောင်ကြိုသိနေရဲ့ဇိုးကတော့ဒီချိန်မှာချင်းကပ်ဖို့အကောင်းဆုံးပဲလို့တွေးလိုက်ပါတယ်အဲ့ဒါကြောင့်သူမနာသွားကချတဲ့ဘာလဲကျမကိုခေါ်ရလားနှစ်ကြိမ်လောက်ခေါ်မှလှည့်ကြည့်ပြီးထူးတဲ့ကောင်မလေးကိုဇိုးအနီးကသေးချာကြည့်လိုက်ပါတယ်အပပတော်တော်လှတဲ့ကောင်မလေးနားတဲ့စင်မျက်လုံးဝိုင်းမျက်ခုံးထူထူနဲ့နှကန်းစူစူလေးနဲ့မေးလိုက်တဲ့ပုံလေးကကလေးတယောက်လိုချစ်စပွဲကောင်းလို့နေမေးနေရလေဒီမှာရှင်ကျမကိုခေါ်ရလားလို့ဟုတ်တယ်လေမင်းကိုမခေါ်လို့ဒီနားမှာဘာသူရှိလို့လဲကြော်ထုံးမောင်နဲ့တွေ့ကြလို့ပါသူ့ကိုသိလားဆိုလဲပါဇက်ထဲတွေ့ရဲ့နာမည်ကိုပြောပြီးဝင်လုံးလိုက်တယ်ကျမကဒီနေ့မှရောက်တဲ့တင်တန်းတို့အသေးရှင်ပြောတဲ့ကြော်ထုံးမောင်လည်းမသိဘူးကြော်ထုံးပြောင်လည်းမသိဘူးတခြားသူရောသွားပြီဟာပူတော်တော်ပြီးခြေဆောက်ငါထထွက်သွားတယ်မိစွာတေးလေးကိုကြည့်ပြီးဇိုးသဘောကျစွာကြံခဲ့တယ်ဒီနေ့ဆိုရင်တက်တင်တန်းတက်တာ3ရက်ရှိပါပြီတငယ်ချင်းဆိုလို့တယောက်မှမရှိပါအသက်ကငငယ်ကလေးကလည်းတငယ်ချင်းမထားပဲတယောက်တည်းနေတတ်ပါတယ်အဲ့ဒါကြောင့်အခုလိုမငယ်မအားတဲ့အချိန်မျိုးမှာသူမကိုအဖို့ကြိုလုပ်ပေးရသူတယောက်မှမရှိသလိုအဖော်နဲ့တောင်းကိုတငယ်ချင်းလည်းမရှိပါနောက်ဆုံးတော့တခါမှမစီးဘူးတဲ့ဘတ်စကားကိုတိုးစီရတော့မယ်လိုင်းကားလည်းတယောက်တည်းငားမစီးရတဲ့တက်အခုမှအခက်တွေ့နေပါတယ်တင်တန်းဝင်းထဲကိုကြည့်မိတော့လဲဘယ်သူမှမရှိတော့မိငယ်ကလည်းအဲ့ဒါကြောင့်မို့ driver ခေါ်ဆိုလည်းမခေါ်သူကြတော့လဲအလုံးမအားရနဲ့ပါနဲ့အသက်သမီးတိုးတိုးလေးရေရောရင်လက်ကိုဖြည်းဖြည်းချင်းဆရှောင်းလိုက်တယ်ဘယ်နှလမ်းမှမရှောင်းရသေးခင်မှာပဲတက်ရှိမှလူတယောက်ဘွားကနေပေါ်လာပြီးတက်လက်ထဲအိမ်လေးကိုစောက်ဆွဲလှုပ်သွားပါတယ်အမေလှုပ်ကြပါအောင်ကျမကိုလှုပ်သွားလို့လှုပ်ကြပါအောင်ပတ်စံထန်ပပနဲ့မမပုံပါတဲ့အိမ်လေးဖြစ်တာကြောင့်တက်ဝမ်းနေနေကပတ်ဝန်းကျင်ကိုကုညီတောင်းမိတော့တယ်ချတဲ့ငယ်သေးတယ်စောင့်ကြည့်နေရဲ့ဆိုလဲအပေကွာနေရုတ်တရက်ခုန်ထွက်လိုက်ပြီးအသက်သမီးစီကိုပြေးသွားလိုက်တယ်ဘယ်ဘက်ကိုပြေးသွားလဲခက်ပိုက်လိုက်ကဟိုလန်းချတဲ့ပြေးသွားတာ
ဇိုလောနဲ့မေးပြလိုက်တော့သူမလေးကလက်ညှိုးထိုးပြရတဲ့သူမလေးလက်ညှိုးထိုးတဲ့ဘက်ကိုပြေးလိုက်သွားလိုက်တယ်လမ်းကျော်အကွေရောက်တော့ဇိုအသင်းဆောင်တဲ့ခပိုင်းတိုက်စီကပတ်ဆိုင်ကိုလှမ်းယူလိုက်ပါတယ်ကျွန်တော်လောက်တာโอเคရနော်ကိုပေါက်စုလေးအေးပါကွာငါသိပါရောဇိုလည်းဘောင်းမေအိတ်ကက်ထဲကပတ်စံချိုးကျွတ်တင်ဇက်တိုက်ထားတယ်ခပိုင်းတိုက်ကောင်လေးကိုပေးလိုက်ပါတယ်ကျေးဇူးပဲညီလေးတွားပြီကောင်လေးကိုလက်ပြပြီးဇိုးအမြန်ပြေးထွက်ခဲ့လိုက်တယ်ရော့ချတယ်မင်းပတ်စံစစ်ကြည့်လိုက်အောင်ဟုတ်ကဲ့ကျေးဇူးပါပဲခွင့်ပြုပါအောင်ရှင်ဟာစကားပို့မပြောပဲကျေးဇူးတင်စကားပြောပြီးခြာကနေလှည့်ထွက်သွားတဲ့အသက်သမ ्या ရဲ့နောက်ကျောဇိုးအံ့ဩစွာငီးကြည့်နေမိပါတယ်ခြာတိတ်ကခြေစိမ်လေးပဲပထမချိန်တွေးဆုံတော့လေဒီလူကြီးဒုတိယချိန်တွေးဆုံတော့လေဒီလူကြီးတဲ့အိယာပေါ်ပလက်လေးအိပ်ပြီးအယုတ်ကလေးကိုရင်မက်ပေါ်တင်လိုက်ဖွင့်ထားလိုက်နေအာယုန်နဲ့ခဏရောက်နေတဲ့လူကြီးကြောင်တွေးနေမိတယ်အဲလူကြီးနဲ့မျက်လုံးချင်းစုံတိုင်းဘာကြောင့်မှမသိတက်ရင်တွေအရန်ခုန်ရပါတယ်ခြေတုံလက်တုံဖြစ်လာပြီးယောက်ျားပိသားရဲ့လူကြီးရဲ့ဆူရှားတဲ့အကြည့်ကိုတက်ကြရင်မဆိုင်ရဲပါလူကြီးရဲ့တက်အမြန်ပြေးထွက်လာတာတက်ကိုအရင်ဆိုင်နေလို့ထင်သွားပြီလားတက်ကအရင်ဆိုင်မဟုတ်ပါဘူးရှင်ခုံတန်တွေကမြင်းရိုင်းလိုကစုံပေါက်နေလို့ရှောင်ထွက်လာတာပါတက်ကိုအထင်လဲမှစိုးရိမ်ပြီးမကြားနိုင်လောက်မှသိပေမဲ့လည်းတက်ရှင်းပြနေမိတယ်နောက်တစ်ခါစုံဝင်ရကျင်တဲ့လူကြီးရဲ့ဒီနေ့တော့အသက်တင်တန်းပိတ်ရဖြစ်ပါတယ်တက်လည်းလမ်းထိပ်ကဝတ်သားတုတ်ထိုးဆိုင်အောင်မင်းငယ်တုတ်ထိုးစားခြင်းနဲ့ဆိုလို့ထွက်ဝယ်ပေးလိုက်တယ်လူနေနဲ့များတဲ့အတွက်စောင့်ရပြီးရနဲ့ဝတ်သားတုတ်ထိုးဖို့ရှင်းကအထုပ်လေးဆဲပြီးလှည့်ထွက်တက်နာကိုအရှိန်မြင်းမောင်းလာတဲ့ကားတစ်စီးဟာတက်ရှောင်ချိန်မြောက်တက်နဲ့နီးကပ်လွန်နေပြီးတက်ကြောင်းလန့်တကြားနဲ့လက်ထဲကအထုပ်လွတ်ကျသွားပြီးမျက်စိမှိတ်ထားမိတယ်နောက်ဆုံးချိန်မဲလို့ထင်ထားပေမဲ့လေတက်ကိုတစုံတစ်ယောက်ကစောက်ဆွဲခေါ်ပြီးတက်နွေးထွေးတဲ့နေရာကိုရောက်သွားသလိုခံစားရပါတယ်ဟေးဒီမှာမျက်လုံးဖွင့်ကြည့်အောင်ရင်းနှီးနေရဲ့အတန်ကြောင့်တက်မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ဖေးရားရေလူကြီးရင်ဝင်ထဲမှာသူမတကူလုံးရောက်နေရောလားအိုးဖဲ့ပါစိတ်ထဲမှာကြည်နူးရင်ခုန်ပေမဲ့အပြင်မှာတော့သူ့ဘက်ကရင်ဝင်ကြေးကနေရုံထွက်လိုက်မိတယ်ဒါပေမဲ့ခြေချင်းဝဲနာသွားကစူးကနေဖြစ်သွားပြီးလဲကြမလို့ဖြစ်သွားကြောင်းလူရပဲပြန်ထိန်ပေးပြန်တယ်တော်သေးရပေါ့ကလေးမဒီကအမြန်လှမ်းဆွဲလိုက်လို့တာမသေးတာကဇွတ်မောင်းတာဗျအေးရဲဝတ်သားတုတ်ထိုးရောင်းတဲ့တရုတ်ကြီးကဝင်ပြောပြန်တယ်လူရတော့တုတ်ထိုးတဲ့ကိုဘာမှပြန်မပြောပဲတက်ကိုပဲစိုးရိမ်တကြီးကြည့်ကအကျိုးညက်သွားထင်တယ်အိမ်ကဒီနားမှာပဲလားကိုတွဲဖို့ပေးမယ်လေပြောမတတ်အောင်တက်ဝမ်းသာသွားတယ်ပြောမှပြောပါမလားလို့ဆူတောင်းလိုက်ရတာအသက်ထွက်မတတ်ဆိုတာတက်ပဲသိပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အိမ်ကဒီရှိနာလေးမှာပါပဲလာသွားစို့လေတက်လက်မောင်းလေးကိုတိတ်ချတွဲဖက်လို့လူကြီးလိုက်ပို့တဲ့ချိန်တက်ရင်ခုံတန်တွေမြန်နေတာလူကြီးကြားမှာတော့စိုးမိပါတယ်ဒီတစ်ခါတော့ကကြမအောင်ကျေးဇူးတင်မိတယ်မင်းငယ်တက်အိမ်ရှိရောက်တာနဲ့မင်းငယ်ကိုအော်ခေါ်လိုက်တော့မင်းငယ်ပြေးထွက်လာတယ်ဟဲသမီးဘာဖြစ်လာလဲသူကဘာလို့လဲဖဲ့စမ်းဘာလို့ငါသမီးကိုတွဲလာလဲမိခွန်းနေရများလိုက်တာမင်းငယ်ရဲ့ဖြည်းဖြည်းပြောပြပါမယ်ဧည့်သည်ကိုအိမ်ထဲခေါ်ပါအောင်လာကိုဝင်ခဲ့ပါအိမ်ထဲမှာအေးဆေးထိုင်ပါမင်းငယ်ကဇိုးဟောင်းနေရကြတက်လေအကိုအိမ်ထဲဝင်ဖို့ခေါ်လိုက်တယ်လို့မင်းငယ်ကမျက်စမျက်နှာနဲ့မဟုတ်ဘူးပြောလိုက်ပါပြောပါအောင်သမီးရဲ့ဘလို့ဖြစ်တာလဲမင်းငယ်စိတ်ပူလိုက်တာသမီးကားတိုက်မလို့ဖြစ်တာဒီကိုဝင်ခင်လိုက်တာမင်းငယ်ခြေထောက်ကလည်းတားနာတော့လက်မလျှောက်နိုင်လို့လိုက်ဖို့ပေးရပါဖြစ်မှဖြစ်ရလေသမီးရဲ့မင်းငယ်ကစိုးတာပါမင်းငယ်သားသမီးကိုသွားမွေခိုင်းအခုလိုဖြစ်မှာမဟုတ်ဘူးမင်းငယ်ကပြောရင်မျက်ရည်ကျပါတယ်မင်းငယ်ကိုအစာတတိထားဖို့ပြင်ထားပေမဲ့လေမင်းငယ်ကတက်ကိုခူးလောက်ထိချစ်နေတဲ့အခါတန်တရားတွေကတက်စိတ်ကိုရှက်စပြုတ်လာတယ်မဟုတ်ပါဘူးမင်းငယ်ရဲ့သမီးကိုဖျက်ရမယ့်ကံပါလို့ပါထားလိုက်ပါတော့မဟုတ်တာမင်းငယ်ကြောက်မှာသမီးကံကြောက်မှာမင်းငယ်ရဲ့မင်းငယ်စိတ်မကောင်းမဖြစ်ပါနဲ့နော်သမီးကိုချစ်ဒီကျေးဇူးရှင်အကိုအတွက်တခုလုပ်ပေးပါအောင်နော်ရပါရဲ့ခင်ဗျကျွန်တော်တို့တကူတကမလုပ်ပါနဲ့ညီမကိုအိမ်လဲပို့ပြီးပြီဆိုတော့ကျွန်တော်ကိုပြန်ဝင်ပြပါဇိုးပြန်ခြင်းနဲ့အကိုကြောင့်အသက်မှာပြန်ရခတ်သွားပါတယ်မဟုတ်တာကိုရဲ့တခုတောက်သွားပါအောင်အလုပ်ကိစ္စလေးရှိသေးလို့ပါညီမအင်းမအဲ့ဒါဆိုလဲနောက်တစ်ခါပေါ့ညီမနာမည်ကအသက်တမျှပါဒါကမင်းရဲ့အသက်ရဲ့တဝက်တစ်ပြည့်နဲ့ရက်သွားရင်အသက်တမျှစကားအောင်
ဇိုးအလိုက်တတိရှောင်ထွက်ပေးလိုက်ပြီအခုနာမည်ကဇိုးတဲ့မှတ်ထားနော်လမ်းတွင်ခေါ်လို့ရပါတယ်ဇိုးနော်ဇိုးကဘာလုပ်လဲမမဇိုးအသက်ရှိမှတမင်မေးပြရဲ့အတွက်ကျွန်တော်သမောတက်မလို့စောင့်နေရခင်ဗျအော်ကောင်းပါရဲ့ဟုတ်ခွင့်ပြုပါအောင်ဗျအန်ဒီညီမလေးကိုပြတ်မယ်နော်အကိုနောက်လေလာလေနော်လမ်းမတွင်လဲခေါ်နော်ဟုတ်ညီမလေးလည်းခေါ်ပါအန်ဒီလည်းလမ်းတွင်ခေါ်ပါခင်ဗျအေးပါကွယ်တမျိုးလိုက်ပို့ပြီလို့ကျေးဇူးများကြီးတင်ပါတယ်အဝင်ခွင်ကြဘယ်နာမှမလွယ်တဲ့ခြားတိတ်လေခြားတိတ်ကိုမမတိတ်ကျေးဇူးတင်နေတိတ်လားမမတရုပ်ဆောင်တာနဲ့လုံးဝအကယ်ဒမီရှော့ပဲနော်ကျွန်တော်မမနဲ့အဲ့လောက်တရုပ်ဆောင်တက်လိုက်မယ်လို့မထင်ထားဘူးဇိုးနဲ့မမတယောက်တယောက်ကိုတယောက်ချီးကျူးလိုက်ကြတယ်ဒီနေ့တင်တန်းစင်းညရောဇိုးမဘလို့အစီအစဉ်နေရှိသေးလဲအသက်သက်များ6လောက်နာနေအောင်တင်တန်းလာတတ်တယ်ပေါ့မမဟုတ်တယ်လေသူတက်လို့မမလိုက်ပို့ပေးရတာအခုသူ့ကိုပို့ပြီးပြန်လာတာအဲ့ဒါဆိုတိတ်ပြီးအစီအစဉ်ဆွဲကြမလို့ပါဘူးမမရဲ့သူ့လာကြတဲ့ချိန်တာမမကားကိုပြတ်ထားလိုက်ကျွန်တော်ဆက်လုပ်လိုက်မယ်ဟုတ်ပါပြီအဲ့ဒါဆိုလေအခုရေမမနဲ့ပြတ်တာတွေပြင်ဖို့လိုက်ခဲ့အောင်ဗျာဘယ်လိုလဲမမဇိုရုပ်တရက်နားမလဲတာကြောင့်မေးတဲ့အခါမှာတော့မမရှိပါရဲ့မင်းတို့မမစီစဉ်ပေးထားတဲ့အိမ်ကိုပေါ့အော်ကျွန်တော်ခုနေနေတဲ့အိမ်ကိုလားသိပြီမမယောဂထပြန်ပြီလားမမတကူလုံးငွေကြည့်ပြီးပြောတော့မမညှို့တူကြီးနဲ့ကြည့်ပြီးဘာလဲမခေါ်ချင်တော့ဘူးလားမဟုတ်ပါဘူးမမရာဒီကောင်ကြီးကမမခေါ်မဲ့ချင်းစောင့်နေတာကြာလှပြီဗျသွားလူစိုးဇိုကွာဆောင်ဟာဖူးထွက်နေတဲ့နေရာကိုလက်ညှိုးထိုးပြပြီးပြောတော့မမဇိုးပခုံးလှမ်းရလိုက်ပါတယ်အဲ့နောက်မှာတော့နှစ်ယောက်သားသဘောကျသွားတရားမျက်နှာတယောက်ကြည့်ပြီးပြိုင်တူရီမောလိုက်ကြတယ်အိုးဇိုဖြည်းဖြည်းချတဲ့အရင်ခင်းကိုစုပ်ကိုင်ပြီးလွန်းလွင့်သွားရင်မမဇိုးကိုညှင်တာဖို့တောင်းဆိုပေမယ်ဇိုးကပါဇက်ကနူသလားလူကကျမ်းမကြိုက်တယ်မမအချင်းကိုတီလို့မှညင်တာပေးပါကြိုက်လားမမကြိုက်လားပြောကျွန်တော်လုပ်ပေးရကြိုက်လားကြိုက်တယ်ဇိုးမမကြိုက်တယ်တွန်းလိန်ပြီးမမပြော့ခွေသွားတာနဲ့ဇိုးလဲတစ်ချိန်ပြီးတစ်ချိန်ဇက်တိုက်ကိုသွင်းပြီးချွေးတန်တရှဲရှဲနဲ့ဇိုးကိုကြည့်ကမမမီးလေတယ်ပူလို့ပါမမရဲ့နေရသည်အဲ့လောက်အပူချိန်ပြင်းနေအောင်အင်းပါကွယ်မမနောက်နေ့ကျရင်မင်းခန့်အိမ်ခွန်းလာတက်ပေးပါမယ်ပြီးတော့ကားတစ်စီးလေးစီစဉ်ပေးမှဖြစ်တော့မယ်ဒါမှအသက်သက်များမင်းကိုအထင်မသေးရဲ့မှာမြင်မြန်အိမ်ကိုအမြဲဝင်နိုင်ထွက်နိုင်တဲ့သူတယောက်ပြောင်းလှုပ်ဆန်မှဇိုးရဲ့ချစ်ရပါတော့မမအရောက်တွန်းဖို့နေရကြောင်းဇိုးတက်ပြင်းချလိုက်တယ်ကျွန်တော်လည်းစူးစမ်းနေပါရဲ့မမရဲ့စိတ်မလောပါနဲ့အခုလည်းသူနဲ့တွေ့ရတိတ်မကြသေးဘူးမလားသူယုံကြည်မှုရအောင်လို့အရင်လုပ်ရမှာလေဇိုးမမကိုပြောရင်မမပေါင်မော်ကောင်းတင်လှဲအိတ်လိုက်တယ်ဇိုးသူ့တကယ်လဲချစ်မိသွားအောင်မယ်နော်ကျွန်တော်မှကျင်နာယူရမှုတွေပြီးနေမမရှိနေရပဲမမရဲ့လှပရဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်နေတဲ့၍ကျန်နာတွေကမမခိုင်လို့လှုပ်တာပါဗျာသူတော်တော်တက်နေတယ်ဖဲတော့မမအင်ကြီးပြန်ဝင်လာအောင်မယ်တင်းနှန်းစင်းကြီးကနီးနေပြီမမဇိုးကိုတွန်းဖက်ပြီးထားဖို့လုပ်တော့ဇိုးယောက်ျားအားနဲ့မမကိုလုံးလေးကိုလှဲချလိုက်တယ်သူတော်တော်တက်နေတယ်ဖဲတော့မမပေါ်အောင်အုံမို့ပြီးမမကိုမထိခလုတ်စလိုက်ပါတယ်ဇိုးဖဲတော့ကွာနောက်တစ်ခေါက်ထပ်မောခြင်းလို့လားယောဂပြန်ထလာလိမ့်မယ်ဖဲလို့ချစ်လို့စားတာပါမမရဲ့အာမင်းငယ်ဘလို့ဖြစ်တာလဲကားဘေးမှာရက်ဆောင်ပြီးတင်နှဲလာကြိုးရမင်းငယ်အားခေါင်းကိုကင်ထားပြီးရိုင်သွားတာကြောင့်မို့အပြေးလေးသွားပြီးမင်းငယ်ကိုပွေထားလိုက်တယ်ရရရလာရဲ့မင်းငယ်ဘာဖြစ်တာလဲခေါင်းရုပ်တရက်မူးသွားလို့ပါသမီးရဲ့မင်းငယ်ရဲ့နေပူရှင်ကလည်းအရန်ပြင်းနေအောင်ဒုက္ခပါပဲမင်းငယ်ကားမောင်းလို့မဖြစ်ဘူးထင်တယ်ဘလို့လို့အောင်လည်းမသိဘူးသမီးကလည်းကားမမောင်းတဲ့အသက်စိမ့်ညင်ညင်နဲ့ညီးညွရင်ဘေးကိုကြည့်လိုက်တော့တွေ့ရတဲ့သူကြောင့်အံ့ဩသွားမိမင်းငယ်ဟိုမှာလူတယောက်နဲ့ရက်စကားပြောနေတာကိုစိုးမဟုတ်လားသမီးကူညီသွားတောင်းကြည့်မယ်ခဏနော်မင်းငယ်အသက်မင်းငယ်ကိုထားခဲ့ပြီးကိုစိုးစီကိုပြေးသွားလိုက်ပါတယ်ဒေါ်ဆန်ဒေဗီကတော့အသက်သမ ्या ရဲ့ကြောပြုံငေးမော်ရင်ပြုံးကြံခဲ့ရတယ်သူတို့ပြန်လာအောင်စောင့်နေတော့မကြခင်လေးမှပဲဇိုးနဲ့အသက်သမ ्या ရောက်လာကြပါတယ်လာမင်းငယ်ကောင်းဝတ်တယ်ကိုစိုးကသူပြန်လိုက်ဖို့ပေးမယ်တဲ့အော်ပြောစရာရှိရတော့တခါလေးပြောလာတာအသက်သမ ्या ကြောင့်ဒေါ်ဆန်ဒေဗီခြေနဲ့နေရပြီးဇိုးကိုကြည့်တော့လေဇိုးကခက်တီတီနဲ့ကောင်းဝတ်တက်ခါမောင်းပါတယ်အိမ်ပြန်ရောက်တာနဲ့အသက်သမ ्या ကောင်းဝတ်ဆင်းပြီး
သူမကိုလာတွဲကဇိုးကိုလည်းအိမ်ထဲခေါ်ဝင်တယ်လာကိုဇိုးအိမ်ထဲကိုဝင်ထိုင်အောင်နော်မိငယ်လည်းဒီအိမ်ရှိကမ်းမှာပဲခဏထိုင်အောင်ပြီးမှခန်းထဲလိုက်ပို့ပေးမယ်ကိုဇိုးဖာတောက်မလဲအပူလားအေးလားမတောက်တော့ပါဘူးတက်သမျှမအဲ့လေအန်တီကိုပဲတိုက်လိုက်ပါဇိုးလဲရောက်ပြီးမလို့ထွက်သွားပြီးမှစကားကိုအမြန်ပြင်လိုက်တယ်ရပါတယ်အန်တီကခဏနားလိုက်ရင်တက်တာပါပဲသမီးနဲ့သာအေးဆေးပြောကြနော်မမတတိထားလေးဆိုတဲ့ကြီးနဲ့ဇိုးကိုကြည့်ပြီးမှစကားပြောဖို့အခွင့်ရအောင်လမ်းကြောင်းစပေးဘာမှမသိရဲ့အတက်သမျှကတော့နှကန်းလေးဆူနွဲပြီးမမပေးဝင်ထိုင်တယ်မိငဲ့ကျမ်းမာရေးနဲ့သမီးကားမောင်းတက်မှဖြစ်မှာပါသမီးကိုကားမောင်းတင်ပေးပါဆိုနေမှာမိငယ်ကသမီးကိုတင်မပေးနိုင်တော့ဘူးလေသမီးရဲ့ဒီလိုလုပ်ပါလားဒီကမောင်စိုးပဲကုညီတောင်းကြည့်ပါလားသမီးနဲ့မောင်စိုးကရေစက်ပါကြပုံရတယ်ဟုတ်တယ်နော်သမီးတစ်ခုဖြစ်ပြီဆိုရင်ကိုစိုးနဲ့အမြဲတွေ့တယ်ဘယ်လိုလဲကိုစိုးတင်ပေးမှာလားချစ်စရာကောင်းရီပြီးတော့မင်းလေးထိုးကမင်းလာရဲ့အသက်သမျှကြောင့်ဇိုးပြုံးလိုက်ပါတယ်အသက်သမျှတင်စီခြင်းတင်ပေးမှာပေါ့အသက်သမျှအသက်လိုပဲခေါ်ပါလားကိုစိုးရဲ့နာမည်အပြည့်စုံခေါ်ရမမောဘူးလားကဲသမီးမောင်စိုးကအချိန်ရောရရလားမသိဘူးနောက်နေ့လဲကားမောင်းတင်ရအောင်ပါအချိန်တွေပါရင်တခါတည်းပြောလိုက်လေမောင်စိုးကအန်တီကားနဲ့ပဲတင်ပေါ့ကျွန်တော်မှကားရှိပါရဲ့အန်တီကျွန်တော်ကားနဲ့ပဲတင်ပေးလိုက်ပါမယ်ဇိုးကိုကားစီစဉ်ပေးမယ်ဆိုတဲ့မမစကားကိုနင်းပြီးဇိုးပြောလိုက်တယ်ကိုစိုးမှကားရှိရတာနဲ့ဘာလို့ပြင်သွားရင်ကားနဲ့မသွားရလဲကားအလားပြင်ဆိုင်မှာပို့ထားလို့လေတဲ့မနေ့ပြန်ဆိုရင်ပြီးပါပြီဇိုးအသက်ကိုပြောပြီးမမကိုလှမ်းကြည့်လိုက်တော့အပြုံးမပြတ်ခါတော်ပါသေးရဲ့လို့တွေးလိုက်တယ်အဲ့ဒါဆိုတင်နှန်းပေးရဲ့အသက်အားတဲ့ချိန်ကိုစိုးကိုဖုန်းလန်းဆက်လိုက်မယ်လေဖုန်းနံပါတ်ပေးโอเคလေရော့သက်ဖုန်းနံပါတ်ကိုဖုန်းနဲ့ရိုက်ထည့်လိုက်လေဇိုးဖုန်းကိုအသက်ကိုထိုးပေးလိုက်တော့အသက်ကလမ်းယူပြီးဖုန်းနံပါတ်ရိုက်ထည့်နေတော့မမလက်မထောင်ပြတယ်ဇိုးလည်းမမကိုပိုင်မာရေးဆိုတဲ့ထားနဲ့လက်မလေးပြန်ထောင်ပြလိုက်ပါတယ်အဲနောက်မှာတော့အသက်ပြန်ပြီးရဲ့ဖုန်းကိုလှမ်းယူပြီးအဲ့ဒါဆိုကိုပြန်တော့မယ်လေအန်ဒီပြန်လိုက်ပါအောင်မယ်ဇိုးနှုတ်ဆက်လိုက်တော့မမခေါင်းညိတ်ပြတယ်ကိုဆိုကျေးဇူးပဲနော်ဖုန်းဆက်လိုက်မယ်โอเคဘိုင်ဇိုးအသက်ကိုကြားဘူးနာဝရှိတယ်လို့ဘလိုမှုတ်ခဲ့လိုက်တယ်အဲဒီနောက်မှာတော့ပြန်ထွက်ခဲ့ပါတယ်ဆယ်ရဲကြတဲ့အခါမိငယ်ကိုစိုးကိုဘလိုမြင်လဲရင်အသက်သမျှစကားကြောင့်ဒေါ်ဆန်ဒေဝီရင်ထိတ်သွားတယ်အသက်ကဇိုးနဲ့သူကားမောင်းတင်တာရန်နှဲငယ်ရှိပြီဖြစ်တဲ့အတွက်အသက်သမျှသူမတို့နှစ်ယောက်ကြောင့်ရိမ့်မိသွားပြီလားဘာဖြစ်လို့လဲသမီးရဲ့သမီးကဘလို့ထင်လို့လဲသမီးရဲ့ထင်လားသမီးရဲ့ထင်ကိုပြောရမယ်ဆိုကိုစိုးကလူတစ်ဖက်သားကိုကူညီတတ်တယ်အခွင့်အရေးမယူတတ်ဘူးသဘောကောင်းရုပ်ချော်တယ်အဲ့ဒါပဲသမီးကလည်းအကုန်ကောင်းနေကြပဲအင်းလေမိငယ်သူကလည်းပြောစရာမှမရှိတာသမီးမျက်လုံးထဲမှာအဲ့ဒါကြောင့်မလို့မိငယ်ဘယ်လိုမြင်လဲလို့မေးတာပေါ့ကောင်လေးကရိုးသားပါတယ်မိငယ်ကတော့အဲ့လောက်ပဲပြောတတ်တယ်သမီးကသူနဲ့နေကသွားနေလာနေရတာပဲလေကားမောင်းနေပါရင်သွားတင်နေကြတာဆိုတော့သမီးအတီဆုံးဖြစ်မှာပေါ့အခုဆိုသမီးတို့နေရာတော်တော်ရင်းနှီးနေကြပြီပဲမဟုတ်လားဟုတ်တော့ဟုတ်ပါတယ်ဒါနဲ့မိငယ်သမီးကမလှဘူးလားစကားလမ်းကြောင်းပြောင်းသွားတဲ့အသက်သမျှကြောင့်ဒေါ်ဆန်ဒေဝီရီလိုက်တယ်ဘလို့ဖြစ်လို့အဲ့ဒီပဲရောက်သွားတာလဲသမီးကအရန်ကိုလှတာသမီးရဲ့လှပါကဲဘာဖြစ်လို့မရလဲစူစမ်းမအောင်မိငယ်ကသာလှတယ်ပြောနေတာကိုစိုးကအခုထိ88ဆက်ကြီးအမေကောင်မလေးဟိုကောင်လေးကိုကြိတ်ပြီးကျွေးနေပြီပေါ့ဟုတ်လားမိငယ်ကိုတော့သမီးမညာပါဘူးဟုတ်တယ်မိငယ်သမီးတို့ကိုချစ်မိနေပြီထင်တယ်သူ့တန်လေးတွေသူ့မျက်နှာလေးမမြင်ရမကြားရမနေတတ်တော့ဘူးမိငယ်ရဲ့သူကလည်းသမီးကိုသဘောကျမှာပါကြည့်မကြခင်သမီးကိုသူဖွင့်ပြောလိုက်မယ်မိငယ်ဘလို့သိလဲမိငယ်လေးငယ်ရကြီးလာတာပဲသမီးရဲ့သူ့မျက်လုံးတွေကိုမိငယ်ဖတ်တတ်ပါတယ်သူမလည်းအသက်ကြိုက်မဲ့စကားကိုပြောလိုက်ပါတယ်အသက်ကငြိမ်သက်နေပြီးတကယ်လားမိငယ်ပြောသလိုတကယ်ဖြစ်လာရင်တော့သမီးတော့အယမ်းပြော်ယူပဲအခုပဲသမီးကိုစိုးစီဖုံးဆက်လာအောင်မယ်တောင်းပြီနော်မိငယ်ကလေးတယောက်လိုဝမ်းသာအားရပြေးထွက်သွားတဲ့အသက်တည်းများဒေါ်ဆန်ဒေရီကတော့အားရဝမ်းသာဖြစ်နေပါတယ်သူမစင်တဲ့အကွက်ထဲကိုအသက်တည်းများတယောက်ဆွဲခေါ်စရာမလိုပဲသူ့လိုလိုပဲရောက်လာခဲ့ပါပြီမကြခင်မှာသူမလိုချင်တဲ့အရာတွေသူမလက်ကိုအကုန်ရောက်တော့မယ်
ဒေါ်စန်တီအားရပါရအော်ရင်လိုက်တော့တယ်ကိုစိုးရဲ့ကားခဏရပ်ပါအောင်ဟိုဖွားကိုလမ်းကူးပေးခြင်းလို့မင်းငယ်ကအသက်ရဲ့ကျေးဇူးရှင်လို့လည်းပြောလို့ရရဲ့ကိုစိုးပစ္စည်းဥစ္စာထက်အေးချက်နဲ့ဘွားဝဲအသက်မှတ်မောတာကားမောင်းတင်နေတဲ့အတော်တွင်အသက်နဲ့နီးကပ်နေရမှာရင်းနှီးလာပြီးအသက်ရဲ့စကားတချို့အမှုချင်းချို့ဇိုးပြန်တွေပြန်ကြားနေမိတယ်အဲဒီအချိန်မှာပဲမမစီကဖုန်းဝင်လာကြောင်းဖုန်းကင်လိုက်ပါတယ်ဟယ်လိုဆိုအခုပဲမှလဲအိမ်မှာပဲလေမမအသက်သမ တင်တန်းစင်းကြီးကလူသေးရဲ့လေမမသိပါတယ်မင်းကိုဝမ်းသာစရာပြောပြမလို့အခုဆိုရင်လေအသက်သမ မင်းမမင်းဖြစ်နေပြီမင်းဘက်ကဘာလို့အချိန်ဆွဲနေရလဲအချိန်ဆွဲနေရမဟုတ်ပါဘူးမမကျွန်တော်သူ့ကိုမချစ်ဘူးတနာလဲတနာမိရဲ့ကျွန်တော်တို့အစီအစဉ်ကိုပြောင်းရင်ကောင်းမလားလို့ဘာရဲ့ဘလို့ပြောင်းပါလဲချက်ချင်းကိုမထန်သွားရဲ့မမရဲ့အတန်ထဲမှာတုံလုံးမှုတွေကပေါ်လွင်နေရကြောင်းဇိုးတက်ပြင်းချပြီးလီတန်ပြပြနဲ့ပြောလိုက်တယ်အသက်ကိုကျွန်တော်နဲ့မမကိစ္စတွေဖွင့်ပြောပြီးမမနဲ့သူ့ကြားအမွေကိုသူ့စီကနေပြန်တောင်းကြည့်ပါလားသူစေတနာရှိသလောက်ပေးမှာပေါ့အသက်ကိုကြည့်ရတာအဲ့လောက်ထိပြောရခက်မဲ့ပုံမပေါ်ပါဘူးပြီးရင်ကျွန်တော်နဲ့မမအေးချမ်းနေသွားကြရအောင်နော်ဘာပြောတယ်ဆိုမင်းပြောသလိုလွှဲမဲ့ထင်းနေလားသူ့ကိုတနာတယ်ဟုတ်လားငါခံခဲ့ရတယ်မင်းမဲနေပြီလားငါပေါ်သစ္စာဖောက်ချင်တယ်ပေါ့အခုဆိုရင်သူ့ဖေကထောင်ထဲမှာပဲတိမ်မဲ့သဘောရှိတယ်အသက်သမ လည်းမင်းကိုချစ်နေတဲ့အတွက်မင်းကိုစွန့်လွတ်နိုင်မဲ့သဘောမရှိဘူးအဲ့ဒီချိန်မှာငါသူ့ပိုင်ဆိုင်သမမင်းနဲ့အလဲလဲလှုပ်မယ်သူကျင်းတေပေါင်းမင်းနဲ့လဲမှာပဲအဲ့ဒါဆိုရင်ကျွန်တော်နဲ့မမလဲမယ်ဆိုတော့အသက်သမ ကျွန်တော်တစ်သက်လုံးယူသွားရမှာလားမရအောင်မကျွန်တော်မမကိုပဲချစ်တယ်မမနဲ့ပဲတစ်သက်လုံးနေသွားကြတာတစွတ်ထိုးဆန်နေပဲပြောဇိုးရင်နဲ့ရှိအောင်လူပြောလိုက်တော့မမခဏငြိမ်သွားတယ်နည်းနည်းကြာတော့မှနေရမှာပါမပူပါနဲ့ချာတဲ့ရဲ့မမလည်းမင်းနဲ့မခွဲနိုင်ပါဘူးမင်းမဲ့အသက်သမ တော့သားဖောက်တက်ပြစ်ချင်လောက်မုန်းနေဆိုမင်းပြောခဲ့တိုင်းမေ့နေပြီလားအသက်သမ လက်ထဲကပိုင်တဲ့စာချုပ်တူးလက်ထဲရောက်ပြီဆိုရင်သူ့ဘဝကိုအယူဘဝကိုပို့ပေးလိုက်တော့သူ့ဖေရက်ဆက်တောင်သူကိုယ်တိုင်ထိုင်ကြည့်ခဲ့တယ်လို့ပဲအခုမင်းရက်ဆက်တောင်မမထိုင်ကြည့်ကျင်နေဆိုရဲ့မမကိုတနာပါနော်ကုညီပါနော်ဒုနှစ်ယောက်နောင်ရေးအေးကိုဒီတလန့်ပဲရှိရဲ့ဆိုဆက်ပြီးကုညီမှမဟုတ်လားဆိုမမမရဖြစ်အောင်လေမမကဇိုးမကုညီမှကြောက်လို့အတင်းမင်းနေတဲ့အတွက်ဇိုးတက်ပြင်းထက်ချလိုက်မိအင်းမမရဲ့အစကတည်းကမမပေးတဲ့ဘဝမှာရှင်တန်ရတာပါမမကျွန်တော်အတွက်နဲ့မျက်ရည်မကျစေခြင်းမို့အရာရာမမစီလို့ရပါမမရာဒါမှပေါ်ဇိုးရဲ့စကားတွေကြားရအယံဝမ်းသာရဲ့သိလားမမဖုံးချရင်နော်မမပြောမမင်းနဲ့နော်အသက်သမ ဖွင့်ပြောလိုက်တော့ချစ်တယ်နော်ဆိုချစ်တယ်လားမမရဲ့မမချစ်တာခိုင်းရင်လို့ချစ်တာလားနှလုံးသားနဲ့ချစ်တာလားကျွန်တော်မသိပေမဲ့ကျွန်တော်မမကိုချစ်တာတော့တနာစိတ်အရင်ခန့်ပြီးနှလုံးသားချစ်တာပါကိုစိုးကော်ဖီတောက်ရအောင်ဆိုပြီးတော့အခုချိန်ကြီးလည်းမတောက်သေးဘူးဘာစဉ်းစားနေရလဲအသက်ဇိုးတက်ကိုညင်ညင်သာသာလေးခေါ်ပြီးဇပွဲပေါ်တင်ထားတဲ့အသက်လက်လေးကိုဖွားဖွားလေးစုပ်ကိုင်းလိုက်တယ်ပြောလေကိုစိုးလက်ကိုမယုံမှပဲရှားပုံနေတဲ့အသက်သမ ရဲ့မျက်နှာလေးကိုဇိုးကြည့်လိုက်တယ်အသက်ကိုပိုင်ဆိုင်ခြင်းတယ်ရှင်လို့ရေရုပ်ပြီးအသက်ကမျက်ရည်လေးဝဲတက်လာတယ်ဇိုးအံ့အားသင့်စိတ်ပူစွာအသက်လက်ကလေးကိုညှိလိုက်ပြီးဘာဖြစ်လို့လဲအသက်ဘာလို့ငိုတာလဲကိုပြောတာမှားသွားလို့လားမမားပါဘူးကိုစိုးရဲ့အသက်ဝမ်းသာမိလို့ပါအသက်ရဲ့သူ့ချစ်စကားကြားနဲ့ဟန်ဆောင်ပြီးအောင်မမို့ပဲမျက်ရည်ကြားတဲ့ဝမ်းသာနေတဲ့ကောင်းမလေးလက်ကိုဇိုးဆုပ်ကင်လိုက်ပါတယ်အသက်ငိုတာကိုလည်းတားမနေပဲငိုပါစေလို့လွှတ်ထားပေးလိုက်တယ်အသက်ကလည်းအကြိုင်းငိုပြီးမှသူ့လက်ကိုပြန်ဆုပ်ကင်ပြီးအသက်လေသိလားအသက်စိတ်ကူးရင်ခဲ့ဘူးပေမဲ့အခုလိုတကယ်ကြားလိုက်ရတော့ဝမ်းသာလို့ပါကိုစိုးရဲ့အသက်ရှက်လည်းမရှက်နိုင်တော့ပါဘူးကိုစိုးအယိုးသားဆုံးဝန်ခံတာပါအသက်ကိုစိုးကိုအယမ်းချစ်တယ်အသက်ရဲ့ဇိုးစိတ်ထဲကနေဂိူးနာပို့စွာအသက်လက်ကလေးကိုပိုတင်းကျပ်စွာဆုပ်ကိုင်းလိုက်တယ်ကလေးတယောက်ရဲ့ဖြူစင်မှုတွေမပြောက်သေးတဲ့အသက်ကတကယ်ပဲအတိတ်မှာရက်ဆက်ခဲ့တယ်လို့ယုံကြည်ခြင်းစရာမရှိပါအသက်သမ တိတ်နေတာဆိုရဲ့ကလေးဆိုပြီးရှော့တွက်လို့မရမမပြောတဲ့စကားတွေကြတော့မဝေခွဲနိုင်ဖြစ်ပြီးဇိုးတက်ကိုသာငေးမိရဲ့ကိုစိုး
အသက်ကိုချစ်လိုက်ပိုင်ဆိုင်ခြင်းနဲ့ဆိုမှတော့ပြောဖို့လိုသေးလို့လားအသက်ရဲ့ sorry ပါအသက်ရဲ့ချစ်တယ်ဆိုတဲ့စကားမမတယောက်တည်းအတွက်မူပိုင်ပေးထားတာဖြစ်လို့တခြားဘယ်သူမှကိုမပြောနိုင်တာနားလည်ပေးပါဇိုးစိတ်ထဲကနေအသက်ကိုတောင်းပန်လိုက်တယ်အသက်ကတော့ဝမ်းသာပီတိနဲ့မျက်ရည်ကြားပြုံပြီးခေါင်းငိတ်ပြတယ်ဇိုးမပြောလဲအသက်ကတော့ကိုဇိုးကိုတိတ်ချစ်တယ်သိလားချက်ချင်းဖြည့်ပြန်ပေးလိုက်လို့တက်ကိုအထင်သေးသွားပြီလားကိုဇိုးနဲ့ပတ်သက်လိုက်ဟမ်မဆောင်နိုင်အောင်ချစ်နေမိတာပါကိုဇိုးရဲ့အသက်ကိုနားလည်ပေးပါနားလည်ပါတယ်အသက်ရဲ့ပြန်ကြမယ်နော်နောက်နေ့မှထပ်တွေ့ကြမယ်ခဏနေအနီစုနေအောင်မယ်ဒါပဲနော်ကိုဇိုးအသက်တော့အခုချစ်သူတွေဖြတ်သွားကြပြီဆိုတော့အသက်တယောက်တည်းကိုပဲဂယူးဆိုင်ရမယ်နော်အင်းမအသက်ရဲ့ပြန်ကြရအောင်နော်အရှိန်နဲ့မောင်းလာပြီးထွေးရသွားတဲ့ကားလေးပေါ်ကနေအသက်သမျှတော်လေးရန်ပြီးဆင်းလာတယ်ဒေါ်ဆန်ဒေဝီအသက်ကားတကားကိုသွားလိုက်ပြီးအသက်ကိုစကားပြောလိုက်ပါတယ်သမီးရဲ့ကောက်ကိုဖြည်းဖြည်းမောင်းမှာဝင်လာလိုက်တာအရှိန်နဲ့မင်းငယ်လက်အောင်လန့်သွားတယ်မင်းငယ်ကိုပြောချင်စော်ကြီးများနေလို့မင်းငယ်ရဲ့လာအထဲမှာထိုင်ပြောမယ်အသက်ကသူမကိုအတင်းဆွဲသွားပြီးခုံမထိုင်ခိုင်းတာကြောင့်ဒေါ်ဆန်ဒေဝီလည်းခုံမထိုင်လိုက်တယ်ကဲထိုင်ပါပြီရှင်ထိုင်လိုက်ပါပြီကဲဘာရများပြောချင်စော်ကြီးကြီးနေရလဲပြောတော့သမီးကိုလေမင်းငယ်သမီးကိုကိုစိုးကဖွင့်ပြောလိုက်ပြီမင်းငယ်သိလားဟုတ်လားသမီးကိုချစ်တယ်လို့ပြောလိုက်ပြီပေါ့ဒေါ်ဆန်ဒေဝီဝမ်းသာအားရမေးလိုက်တယ်ချစ်တယ်လို့တော့မပြောဘူးမင်းငယ်ပိုင်ဆိုင်ခြင်းနဲ့ချစ်တယ်လို့မပြောဘူးလားအသက်သမျှပြောလိုက်တဲ့စကားကြောင့်ဒေါ်ဆန်ဒေဝီအံ့ဩသွားတယ်ဘာပဲဖြစ်ဖြစ်အတူတူပါပဲမင်းငယ်ရဲ့သမီးတော့အရန်ပြောတာပဲသမီးအခန်းထဲသွားတော့မယ်နော်ကိုစိုးကပြောတယ်တယောက်တာနဲ့ဖုံးဆက်တဲ့တွားရီမင်းငယ်ရဲ့ပြောတယ်အပေါ်ထဲလှေကားတွေကိုခုံပေါက်တက်သွားတဲ့အသက်သမျှရဲ့ကြောပြင်လေးကိုကြည့်လိုက်ပြီးဒေါ်ဆန်ဒေဝီအိမ်ခန်းထဲမှာတယောက်တည်းကျန်ခဲ့ချစ်တယ်လို့မပြောရလားစိုးရဲ့အဲ့လောက်တောင်ပဲမမပုံမှာဆွဲလန်းရသလားချတဲ့မမအတ္တတွေကြောင့်မင်းကိုလိန်ညာခဲ့ပြီမယ်မမအချစ်ကတော့အမှန်ကန်မှချတဲ့ရဲ့မမရဲ့အတ္တထက်တော့မင်းကိုပုံမရွေးချယ်နိုင်တဲ့မမခွင့်လွတ်ပါလို့ပဲပြောချင်တယ်စိုးရဲ့အဲ့လောက်မလိုဘူးလားလို့မမလိုရဲဆိုလူလုတ်ခိုင်းနေတာကျွန်တော်အသက်ခံစားရအောင်လုပ်ပေးလို့ရတယ်ဒါပေမဲ့အသက်ရဲ့အပြိုဘွားတော့မယူချင်ဘူးယူနေလားဆိုအသက်တမျှလို့မိန်းမအချစ်ကိုကိုးကွယ်ပြီးတပွားလုံးစာခံစားမှလို့ထင်လားအပြိုမစစ်တဲ့သူ့ကိုယ်လုံးတစိမ့်စိမ့်ကြည့်ပြီးတသက်လုံးသူတနှုတ်နှုတ်ခံစားစေချင်တာဒါတော့သူ့ဝေဒနာမမောင်မှီမဲ့မထင်ဘူးအ ਨੇ ဆုံးတော့သူဖြက်စီးခံရတာသူ့ချစ်သူစီရလေမမတော့ကတော့မမမှာတော့စိုးသိတာနဲ့တော်ပါတော့မမရဲ့မမသဘောဖြစ်စေရပါမယ်မမလည်းဇိုးကိုချစ်မိနေပါပြီကိစ္စတွေပြီးရင်မမတို့အေဂျင့်နဲ့ဘွားမှာအတူနေကြမယ်အဲ့ဒီအချိန်တွေစူးစမ်းလိုက်ပါအောင်ဇိုးရဲ့နော်ဆိုနော်မမစိတ်မပြတ်စေရပါဘူးဗျာဇိုးရင်ခွင်ထဲကမမကိုနိုင်ပြောလိုက်တယ်အသက်သမ ्या အတွက်တော့စိတ်မကောင်းဖြစ်မိလေတယ်ကိုလက်မောင်ချိတ်ထားလွတ်ပါအောင်တဲ့တရားခံကိုဖမ်းလာနဲ့တူးနေဟိုမှာကြည့်တင်းတဲ့လူတွေအကုန်လုံးကိုရိုနီယာကိုပြုံးစည်းစည်းနဲ့ကြည့်နေကြတာကြည့်ပါစေပေါ့ကိုစိုးကလည်းအဲ့ဒါမှပိုင်ရှင်ရှိပြီးသားဆိုတာသူတို့သိသွားမှာမလွတ်နိုင်ပါဘူးကိုချစ်သူလက်ကိုကင်တာပဲငုံထားမတဲ့အချစ်ကြီးရဲ့အသက်ပါလေကြီးမားပြီးဖြူစင်တဲ့အသက်ရဲ့ချစ်ကြောင်ဇိုးရှင်မောရတယ်အခုဆိုရင်တင်းတဲ့မစင်းခင်ကလေးဟာအသက်စီဇိုးကြိုရောက်နေရတယ်အချိန်နဲ့နောက်ကျရနဲ့ဘေကောင်မလေးစီသွားနေရလေဘာလို့နောက်ကျရလဲဆိုတဲ့တဝင်းတူတဲ့တန်တရားမီးခွန်းပေါင်းများစွာအောင်အသက်ရှူကြက်လောင်ဖြည့်ရှင်းရပါတယ်ဒီကောင်မလေးအချစ်ကိုလေးစားပေမဲ့ဖြည့်ရှင်းရလုံးတော့လေကြာရင်မလွယ်နိုင်ပါမြန်ကိစ္စရပြီးမှဖြစ်တော့မယ်လို့ဇိုးထင်တယ်လို့အသက်ရဲ့စိတ်တွေကတစ်ဖက်ဆုံးရအစင်းလန်းကြီးလွန်းနေတယ်လို့လေဇိုးထင်တယ်ပုံမွင့်လင်းလင်းပြောရရင်အချိန်ကြာလာတဲ့အမျှအသက်ရဲ့အချစ်တွေကိုဇိုးကြောက်လာတယ်ကိုစိုးလို့ဘာတွေးနေရလဲအော်အသက်ကိုချစ်တဲ့အကြောင်းလေကိုစိုးကိုချစ်လိုက်တာအော်ကိုစိုးကိုတက်ပြောမလို့ပြောလေအသက်ကိုကိုစိုးရင်ခေါ်လဲပါလားဒီနေ့လားအသက်အင်းပေါ့မခေါ်ချင်ဘူးလားအိမ်ခေါ်ဖို့ထိအလေးနဲ့မထားဘူးပေါ့မဟုတ်ပါဘူးအသက်ရဲ့သွားကြတာပေါ့ကောင်းဝတဲရအောင်လေဝေးဒါမှကိုစိုးလူကြားမရှောင်ခုံပေါက်နေတဲ့အသက်ကြောင့်ဇိုးအသာခေါင်းရမ်းပြီးအသက်ကိုကားရအောင်ထည့်ပြီးကားမောင်းထွက်ခဲ့ကိုစိုးဘေးမှလိုက်စေးလာရင်အသက်ကသူ့ခေါင်းလေးကိုဇိုးပုတ်ခုံးပေါ်မိချရင်ခေါ်ပြန်တယ်။ဘာလဲပြောလေအသက်
ကိုကားမောင်းနေရကောင်းကောင်းလိုက်စီလေကွာကိုစိုးကလည်းအသက်ကိုစူဖို့ကြည့်ပဲအသက်ရင်တွေအရန်ခုန်နေရလို့ပြောမလို့အသက်ကဘာလို့ရင်နေခုန်နေရလဲကိုစိုးမိဘရင်နဲ့တွေ့ရတော့မှာမဟုတ်ပေါ့ကိုမိဘတွေဟုတ်လားကိုမိဘတွေမှာမရှိရအသက်ရဲ့ကိုစိုးမိဘတွေကဘယ်သွားလို့လဲဆုံးသွားကြပြီအသက်ရဲ့ကိုကငငယ်ကလေးကဘိုင်းနဲ့နေရတာအဘကြီးကလည်းအခုမရှိဘူးမလေးခဏသွားနေရတယ်ဇိုးလည်းအသက်ကိုပါဇက်ထဲရှိရရင်ရှောက်ပြောလိုက်တယ်အသက်ကဦးကြောင်ကြောင်လေးဖြစ်သွားပြီမှာအဲ့ဒါဆိုကိုစိုးတယောက်တည်းရှိရဲ့အိမ်အသက်ကိုခေါ်လာတာပေါ့ဟုတ်လားလေဘာလဲအသက်ကကြောက်လို့လားမကြောက်ပါဘူးကိုစိုးနဲ့ပဲဟာပျော်တော့ပျော်သေးတယ်မြင်မရောက်ချင်နေပြီရှေ့အကွိတ်ချိုးလေးဆိုရင်ရောက်ပါပြီခင်ဗျာဟောရောက်ပြီကလေးဆန်လုံးနဲ့အသက်ကြောင့်ဇိုးရင်ကောက်အိမ်ထဲမောင်းဝင်လိုက်တယ်ကားလေးရတာနဲ့အသက်ကကားပေါ်ကဆင်းပြီးအိမ်ကိုတိချာကြည့်ပါတယ်ကိုစိုးအိမ်လေးကကျင်းမိမဲ့ချစ်စရာလေးနော်ဟုတ်တယ်အသက်တုပ်လို့မချမ်းသာတော့အိမ်ကြီးဘယ်နေနိုင်မှမလဲဇိုးအိမ်တော့ဖွင့်ရင်ကိုနှိမ့်ချပြောကအသက်ဘယ်လိုတုံ့ပြန်မလဲစောင့်ကြည့်အောင်အသက်ကပြပြတဲ့လေနှလေးရမ်းပြီးဖြည့်ရှင်တယ်အဲ့လိုပြောတာမဟုတ်ပါဘူးကိုစိုးရဲ့အသက်ကချစ်စရာကောင်းလို့ပြောတာအိမ်ထဲဝင်ကြည့်ကြည့်မယ်နော်နောက်ဆိုရင်အသက်ရင်ဖြစ်မှာပဲကြည့်ပါဗျာကိုစိုးပြောကြအသက်သဘောကျသွားပြီးအခန်းနေတဲ့တခန်းဝင်တခန်းတွေလိုက်လျှောက်ကြည့်နေလိုက်တယ်အဲလိုနဲ့ကျိုးနေအောင်တကားရှိရောက်တော့အသက်သမျှတကားကိုဖွင့်လိုက်ပြီးအနောက်ကနေပါလာကိုစိုးကိုလှည့်ကြည့်ဒါကိုစိုးခမ်းမဲ့ဖြစ်ရမယ်ဟုတ်တယ်မလားဝင်ကြည့်မယ်နော်တိကျင်ဝင်ကြည့်လေဝင်ကြည့်မယ်နော်အသက်အခန်းထဲကိုဝင်သွားပြီးဂရင်နာရောက်ခိုင်းအမေရုတ်တရက်အနောက်ကနေတိုင်းဖက်ပြီးဂရင်မော်နှဲချလိုက်တဲ့ကိုစိုးလှုပ်ရဲ့ကြောင့်အသက်လန့်သွားရတယ်လှုပ်ကွာကိုစိုးမကောင်းလှိုးလို့ကိုစိုးမကောင်းမို့ဟုတ်လားဒါဆိုလေကောင်းတယ်ဆိုတာသိရအောင်လာခဲ့အိုးကိုစိုးအသက်စကားပင်ဆက်မပြောနိုင်ကိုစိုးရဲ့အနမ်းကြမ်းကြမ်းနေဟာအသက်မျက်နှာအနှံ့ကိုထစ်ချုံမှုရွာချလာပါတော့တယ်ကိုစိုးရဲ့ချစ်သူရဲ့အနမ်းကြမ်းကြမ်းနေကိုရှားဖို့စွာခံယူရင်အသက်သာပန်းတပွင်းဆိုရင်ပန်းဝင်လာရင်တလွာချင်းခြေချခံရပါစေအသက်တရာကိုစိုးရဲ့အချစ်တွေအောက်မှာကြည်ကြည်နဲ့နဲ့ကြာရှုံးနေမိတယ်အသက်ရဲ့ရင်သားတွေပေါ်ကိုစိုးရဲ့အနံ့ကြီးရောက်လာချိန်မှာတော့ရင်ထဲကနှလုံးခုန်တဲ့နေရာပုံတလုံးလုံးခုန်မြင်နေတယ်အဝတ်တွေကိုစိတ်ရှိရှိချွတ်ပြီးကိုစိုးရဲ့လက်တွေကိုမငြင်းရမဖက်ရနဲ့မျက်လွှာလေးချပြီးငြိမ်သက်နေမိသူကအသက်ပါပဲအသက်ရဲ့ခံစားချက်တွေကလေထဲမှာမျောနေတယ်လို့ပါပြူတော့မဲ့မိုးလားအပီချွေချနေတဲ့ကိုစိုးရဲ့ပြင်းရှာရှာအနံကြမ်းကြမ်းနေတာတကူလုံးနှမ်းလို့ခန္ဓာကိုယ်အောက်ပိုင်းထိရောက်လို့နေပြီအသက်ကအတွေ့အကြုံမရှိသူမို့ညင်းဆန်မို့အားမွေးလိုက်တိုင်းကိုစိုးညွညင်သွားမှတိတ်လောက်အောင်ကြောက်ခါနှုတ်ပိတ်မျက်လုံးတွေစုံမိတ်ထားလိုက်တယ်မစွခင်ကညွတ်ချင်နေရဲ့အသက်ပါကိုစိုးရဲ့အချစ်ဆိုတာဒါမျိုးလားကိုစိုးသာပျော်ရွှင်မဲဆိုရင်အသက်ဘဝတစ်ခုလုံးပြတ်သွားပါစေအရှုံးပေးထားပြီးသားပါကိုစိုးရဲ့ဒီလိုနဲ့စိုးတရားအသက်သမျှဆိုတဲ့ကောင်မလေးကိုရမန်းနုံထဲမှာခေါ်ဆောင်သွားပြီးအသက်သမျှရဲ့ပြိုစင်ဘဝကိုခြေချလိုက်ပါတော့တယ်မိုးအေးနဲ့ဆောင်းချုံကွေးကစိုးတရားမနေ့ကအသက်နဲ့ကြမ်းခဲ့တာကိုပြန်တွေးနေမိတယ်အဲ့ချိန်မှာပဲမမဖုန်းဆက်လာကြအောင်ဇိုးဖုန်းကင်လိုက်တယ်ဟယ်လိုမမဇိုးဘာလုပ်နေလဲကျွန်တော်အိတ်နေတာပါမမရဲ့ဒါနဲ့လေကျွန်တော်တက်တက်မြောက်မနေ့ကဇိုးမပြောနဲ့တော့သူ့ပုံချင်းမမသိတယ်မမပြောတာတေချာနားထောင်စို့အစီအစဉ်ကသူ့ကိုအဆက်သွယ်ဖြတ်လိုက်တော့ဗျာမမမလွန်လုံးလားတိတ်ကြကြမဟုတ်ပါဘူးတလားလောက်ပဲတခုခုအကြောင်းပြပြီးရှောင်းနေလားမကောင်းမှုထင်တယ်နော်မမဘာလဲမင်းကအနှွရွလေးကိုခိုက်နေပြီလားမမလို့အရွတ်အတွအယူတော့မေ့ကျင်ပြီပေါ့လေဟုတ်လားမမအဲ့လိုမပြောပါနဲ့ကျွန်တော်မမခိုင်းလို့သာလှုပ်ရတယ်ခလေးကိုမုံပြီးကြိုက်တယ်လို့ပဲဘာမှမသိလိုက်ဘူးဒါဆိုလဲမမပြောတယ်လို့လှုပ်လိုက်တော့လေဒါပဲနော်အသက်သမျှလားနေဖုံးချလိုက်တော့မယ်မမဟာဗျာဖုံးချသွားပြီမမဘာကြီးလှုပ်နေလဲဇိုးတဖြည်းဖြည်းနဲ့နားမလည်နိုင်တော့အသက်သမျှနဲ့မမကြားမှာမမတယောက်တည်းဖြစ်နေရလို့ဇိုးထင်နေမိတယ်အသက်ကတော့ဇိုးမမနဲ့ပတ်သက်ပြီးမကျေနပ်ကြောင်ပြောခဲ့တာတခုမှမရှိသလိုအသက်ပုံစံပဂရိဖြူစင်လုံးနေတယ်ဇိုးအာယုန်နေနောက်နေပြီးပေါင်မမသိရဲ့ပြဆက်တစ်ခုမှလိုက်ကခဲ့တာတဝက်ပင်ကျိုးပါတော့မယ်ဇိုးအရန်ချစ်တဲ့အသက်သမျှမျက်နှာလေးကိုမြင်ပြီးတော့အသက်ပေါ်ဇိုးလိုရက်တွေရက်ဆက်လို့ရများကြနေမလားဘာတွေလဲကွာဇိုးဘာမှမတွေးနိုင်တော့ပဲလက်တလောအခြေအနေရာ
ဘာဖြစ်ဖြစ်မထူးဆက်ပဲခင်းရမှာရတော့မယ်အနေထားရောက်နေတယ်။ဇိုအသက်သမျှဖုန်းနံပါတ်လေးကိုနှိပ်လိုက်တော့တယ်။အသက်ဖုန်းကင်တာနဲ့ပြောလိုက်တဲ့စကားကိုခီးထွက်စရာရှိရဲဆိုတာသာအချိန်ကုန်ဆုံးတော့တာမန်ထက်ပိုနှေးလွန်းတယ်လို့အသက်ထင်တယ်။ကိုစိုးနဲ့သွားတူလာသူဖြတ်တန်းခဲ့တဲ့နေ့တွေဟာကုံလို့ကုံမှမသိတာပေမဲ့ကိုစိုးခီးထွက်သွားတဲ့နေ့ရာအသက်အတွက်ကုံမအရန်ကြာရှည်နေပြီးကိုစိုးလည်းတော်တော်လေးလွမ်းနေရပါတယ်။ဖုန်းတွေကင်ထားပြီးတစ်ချက်လေးတောင်မဆက်သလိုအသက်ဆက်တိုင်းလဲဆက်ပိတ်ထားပါတယ်ဖြစ်တဲ့အထိအဆက်အသွယ်ဖြတ်သွားတဲ့ကိုစိုးကိုလည်းအသက်စိတ်ဆိုးလာတယ်။တစ်ဖက်မှာလည်းငါ့ဘဝလွယ်လွယ်ပေးလိုက်လို့များတန်မိုးမဲ့သွားတာလားဆိုတဲ့အတွေ့အသက်ကိုခြောက်လက်နေပြန်တယ်။ဘာလို့ဖုန်းဆက်ပိတ်ထားတာလဲကိုစိုးရဲ့နေနိုင်လိုက်တာအလွမ်းဆွေးနဲ့ငိုကြွေးရင်အသက်သမျှခေါင်းလေးမှာမျက်ရည်တွေရွှဲရွှဲဆူသွားတော့တယ်။သမီးရဲ့သမီးဟောက်မင်းငယ်တကားခောက်တန်ကြောင်အသက်မျက်ရည်ကိုကြပြကြရတုပ်ပြီးတကားပြေးဖွင့်ပေးလိုက်တယ်။ထမင်းစားရအောင်လေသမီးစားခြင်းစိမ်မရှိဘူးမင်းငယ်တယောက်တည်းပဲစားလိုက်တော့လေ။ဘာဖြစ်လို့လဲသမီးရဲ့နေမကောင်းလား။နေကောင်းပါတယ်သမီးတယောက်တည်းနေကြလို့ပါမင်းငယ်။အင်းမသမီးရဲ့သမီးကိုကြည့်ရတမျိုးပဲတခုခုဆိုရင်မင်းငယ်ကိုလာရင်ဖွင့်နော်မင်းငယ်သွားတော့မယ်ဟုတ်မင်းငယ်အခန်းထဲကပြန်ထွက်သွားတော့အသက်အခန်းတကားလေးပြန်ပိတ်ပြီးတကားမှကြောမိလို့တိတ်နဲ့ရှိုက်ငုံနေလိုက်တော့တယ်မမတော့တိတ်ကျင်နေတာပဲဇိုးရဲ့အခုဆိုရင်အသက်တက်မြဇိုးစိတ်နဲ့အခန်းအောင်နေတာပဲအစားလည်းမစားမြင်တွေ့နေရတဲ့မမအရင်ကိုကျင်နေရပါတယ်မမကလေတို့ဒီထက်မကပိုခံစားချက်တွေပေးကျင်သေးရဆိုရင်မမသူတို့သားဖောင်အရင်မုန်းတာပဲလက်စားချေဖို့သူ့ဖေမရှိတော့ဘူးဆိုတော့အကောင်လုံးသူ့သမီးစီကိုပဲပုံချဇိုဘာလို့ပြုံငင်းနေရလဲမမပြောနေတာကိုဇိုအာယုံမရှိဘူးလားဇိုစိတ်ကဘယ်ရောက်နေရလဲဘာတွေးနေရလဲမမကိုပြောပါအောင်ပြောလို့ဒေါ်ဆန်ဒေဝီဇိုရဲ့ငိုင်းတွေပုံစံကြောင့်ဇိုရဲ့ဘက်ကြီးကိုအတင်းထုကဆက်တိုက်မေးပြစ်လိုက်တယ်ရတယ်သမီးအန်ဒီဘာမှဖြစ်မသွားပါဘူးမဟုတ်ဘူးလေအန်ဒီခြေထောက်မှမထောက်နိုင်တာဆေးရုံပို့ပြီးကုန်ကြစိတ်အားလုံးသမီးတောင်းယူပေးပါမယ်ဒါဆိုလဲဆေးရုံတော့မသွားချင်ပါဘူးသမီးရဲ့အန်တီကိုအိမ်မဲလိုက်ပို့ပေးပါနော်ဟုတ်အန်တီအိမ်ရဘယ်နားမှာလဲမြို့နယ်ချမ်းမဲ့အော်ဟုတ်ကဲ့အန်တီအိမ်ဟာကိုစိုးတို့အိမ်နဲ့နီးနေရကြောင်းအသက်ပို့ပြီးတော့ဆရာထက်တန်သွားကအန်တီကိုကားပေါ်တင်ခေါ်ခဲ့လိုက်တယ်ကိုစိုးကိုတတိယစိတ်နဲ့ကို့ကိုအခန်းထဲပိတ်လောင်နေလို့အဆင်မပြေဖြစ်ရတယ်အပြင်ထွက်ရင်အဆင်ပြေမလားမှတ်ပါတယ်ကိုစိုးပဲတတိယနေတော့ကံကောင်းလို့သူများကိုကားတိုက်မှုနဲ့ထောင်မကြတယ်ကိုစိုးရဲ့နေနိုင်သူကနေနိုင်ပေမဲ့အသက်ကတော့လွမ်းလွန်းပါပြီအသက်စိတ်ထဲမှာဝမ်းနေနေရင်လည်းပဲအန်တီကိုပို့ပေးပြီးအန်တီအတွက်ငွေချို့ပါပေးခဲ့လိုက်ပါတယ်ဟုတ်ပြီရောက်လက်စနဲ့ကိုစိုးရဲ့အိမ်ဘက်ကိုတွားကြည့်မယ်အသက်စိတ်ကူးနဲ့ကားကို꿰လိုက်ပြီးကိုစိုးအိမ်ဘက်မောင်းခဲ့လိုက်တယ်ဟုတ်ပြီကားကိုမယူသွားပဲဒီလမ်းထိပ်မှာပဲထားခဲ့ရမယ်ဒါမှမမြင်ချင်လို့ရှောင်တာဆိုရင်ကားတန်ကြပြီးရှောင်ချင်မရမှာကို့အတွင်းနဲ့ကိုအစဉ်ပြေနေတဲ့အသက်လဲလမ်းထိပ်တနေရာမှာကားကိုရက်ခတ်လိုက်တယ်အဲဒီနောက်မှာတော့ပတ်စံနဲ့ဖုံးလေးကင်ပြီးကိုစိုးအိမ်ကိုလမ်းလျှောက်သွားကကိုစိုးရဲ့ခြံတကားကြားကနေအသက်ချောင်းကြည့်လိုက်တယ်အိမ်ထဲမှာကိုစိုးကရှိနေရပဲအသက်ခြံတကားတတလေးဖွင့်ကြည့်တော့ခြံတကားဟာလေးပွင့်သွားတယ်အသက်လဲဟာနေတဲ့တကားကြားနဲ့အသားလေးဝင်လိုက်ပြီးအိမ်ခန်းတကားပိတ်ထားတဲ့အတွက်အသက်အိမ်ပက်ပက်လေးကိုရှောက်ကြည့်လိုက်တယ်။ကံကောင်းထောင်းမစွာအိမ်နောက်ဖေးတကားပွင့်နေရကြောင်းအသက်ချီတန်လုံးလုံးနဲ့အိမ်ထဲကိုတိတ်တိတ်လေးဝင်ခဲ့လိုက်ပါတယ်။အိမ်ထဲမှာကိုစိုးရှိလို့ရှိညာကြည့်ရင်အိမ်ရှိပေါဝနာဖက်နှက်စီကိုကြည့်မိတခိုင်းတွေ့ရတဲ့ဖက်နှက်ကြောင်အသက်အံ့ဩသွားရတယ်။မင်းငဲ့ဖက်နဲ့အသက်ပါဇက်ကလှုပ်ခနဲ့ထွက်ပြီးမှပါဇက်ကိုလက်နဲ့အုပ်ခါကိုစိုးအခန်းရှိသွားလိုက်ပါတယ်။အဲချိန်မှာပဲအသက်နားတဲ့ကိုအခန်းထဲကမိငှက်တန်ရောက်လာတယ်။ဒိုးနဲ့ရောက်တိတ်အားဆိုင်စရာတော့မလိုတော့ဘူးဆိုရင်မာနဲ့ဇိုးရဲ့အတူနေရမယ့်ရက်တွေနှီးလာပါပြီ။ဇိုးဘာလို့တွေ့ဝေခြင်းနေရလဲ။ဘာတွေကြားနေရလဲဆိုတာအသက်နားမလဲနိုင်မယ်။ငြိမ်သက်စွာနားထောင်နေမိရဲ့။အခုဆိုရင်မမဖြစ်စေခြင်းတဲ့အတိုင်းဖြစ်နေပြီပဲ။အဲ့လောက်ဆိုရင်မမခံစားခဲ့ရတယ်ကြေသင့်နေပြီ။မမအသက်ကိုလက်စားချရာဒီလောက်နဲ့ကျင်းနေလိုက်ပါမမရာ။မင်းငယ်နဲ့ကိုဆိုဘာတွေပြောနေကြရလဲ။ဘာလက်စားချရာလဲ။မင်းငယ်ကဘာတွေခံစားခဲ့ရလို့လဲ။ဘာတွေလဲ။အသက်တစ်ခုမှနားမလဲတော့။အသက်စိတ်ထဲမိကိုများစွာနဲ့ကြောင်ချောက်ချာဖြစ်နေစဉ်အတန်ထက်ထွက်လာတယ်။ဘာ
ကျင်းနေရမယ်ဟုတ်လားအခုအသက်သမျှဆိုတဲ့ကောင်မအသက်ကွဲနေတာလွယ်အကောင်ကြီးရှိသေးတယ်သူစိတ်ရဲမှန်နဲ့ငါတို့သဘောတူပြီအမွေတွေအကုန်လွှဲပေးမယ်လို့မင်းထင်နေရလားအမွေတွေဒါဆိုအသက်အမွေတွေကိုလူကျင်လို့ကိုစိုးနဲ့မိငယ်တို့ကပေါင်းကြံကြတာပေါ့ရက်ဆက်လိုက်တာကိုစိုးရဲ့အသက်ဘလုံးမှဆက်နာမထောင်နိုင်တော့ပဲအခန်းတကားကိုတွန်းဖွင့်လိုက်တယ်တကားပွင့်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးပြိုးသွားမိတယ်အဲ့ရပေါ်မှာအဝိပလာကိုစီနဲ့မိငယ်ကချင်းတဲ့ချောင်းကအိတ်လို့ကိုစိုးကမိငယ်ပေါင်ကြမှာမျက်နှာအဲ့လိုပါဖျားရီအသက်အဲ့မြင်ကွင်းကြောင့်မျက်လုံးတွေတောင်ပြသွားတယ်သူတို့နှစ်ယောက်ကလည်းအသက်ကိုမြင်လိုက်တာနဲ့နှစ်ယောက်စလုံးမျက်နှာပြက်ပြက်နဲ့ဖြစ်ကုန်ကြပါတယ်မင်းငယ်ကစောင်းလှမ်းယူခြုံလိုက်တယ်လို့ကိုစိုးကလည်းကြပြားကြပစိုးထဝဲပြီးအသက်ဘလို့လို့ရောက်လာလဲမမင်းနဲ့မုန်းနဲ့လူယုံပါရှင်တို့လူယုံပါတယ်အကြံပတ်ဆက်လိုက်လားအမွေကြောင့်ကျမဘဝပြောင်းတော့လောက်ကြမလို့ပေါ့ဟုတ်လားအသက်အော်ဟစ်ပေါက်ကွဲပြီးမြုံကစီးကြလာတဲ့မျက်ရည်ကိုခါထုတ်ပစ်လိုက်ခါကိုစိုးကိုစူးစိုးဝါစိုက်ကြည့်လိုက်တယ်အဲ့ဒီချိန်အသက်တိတ်နေတဲ့ဒေါ်ဆန်ဒေဝီဟာသမီးကမိငယ်တို့ပြောနေရအကုန်ကြားပြီးပြီပဲမခေါ်နဲ့ကျမကိုသမီးလို့မခေါ်နဲ့အသက်ယွန်ရှားစွာနားနှစ်ဖက်ပိတ်ပြီးကုန်းအောင်လိုက်စေကိုစိုးရဲ့မျက်နှာချက်ချင်းခတ်ထန်လာကအသက်နာအပြေးတစ်ပိုင်းရောက်လာတယ်မင်းကမင်းဘဝပြတ်မှာတော့ကြောက်တယ်ဟုတ်လားမင်းတို့သားဖနေအောင်မမပေါ်မှာရက်ဆက်ခဲကြတာကြတော့ကောင်းတယ်ပေါ့တခြားတယောက်လိုပြောင်းလဲသွားပြီးအသက်ကိုတတ်တော့မဲ့ရုံနဲ့ပြောနေတာကိုစိုးတယ်လားပြောပါအောင်ကျမတို့သားဖဘာတွေများရက်ဆက်ခဲ့လို့လဲပြောစမ်းပါအောင်မင်းဖေမမရဲ့အပြိုစင်ဘဝကိုဖျက်ဆီးခဲ့ရတယ်နှိပ်စက်ခဲ့ရတယ်မင်းကိုယ်တိုင်လည်းငယ်ကလေးအမေရင်အောင်ဂယုမဆိုင်တဲ့မင်းကိုပြုစုဆောက်ရှောက်လာတဲ့မျက်နှာမှမထောင်မမတောင်းမဲ့ဖြည့်စည်းပလင်းတော်မှာဖိတ်အောင်ပုတ်ချခဲ့တာတယ်မင်းစိတ်တက်ကရောကလေးတယောက်အရွယ်ကလေးကြောက်ဖို့ကောင်းခဲ့ရမဟုတ်ဘူးလားအသက်နဲ့စိမ့်သက်နေတဲ့စကားတွေကြောင့်အသက်ဒေါ်ဆန်ဒေဝီကိုကြည့်တော့မိန်းမကြောင်ကတ်သွားပါတယ်။ပါတယ်ကျမအဖေကသူ့ရဲ့အပြိုစင်ဘွားကိုဖျက်ဆီးပစ်တယ်ဟုတ်လားရှင်တို့ကအဲ့လိုပဲပြောခဲ့တာလားရှင်ကလွယ်လွယ်ကူကူယုံခဲ့တာပဲလားကိုစိုးမမခန့်နာကိုဘွားအမာရွတ်တွေအစင်ကြောင်းနေရသူဘလောက်နာကျင်ခံစားခဲ့ရလဲဆိုတဲ့တက်သေးတွေပဲလေအသက်စီးကြလာတဲ့မျက်ရည်တွေကိုမတုံနိုင်တော့ပဲကိုစိုးခန့်နာကိုရတွန်းဖက်လိုက်ပြီးဒေါ်ဆန်ဒေဝီကိုလက်ညှိုးထိုးလိုက်တယ်မိမ့်မပြတ်မှာမမောက်မထင်းတဲ့အသက်တည်းများပြောပြလိုက်လေမိမ့်မပြတ်မှာအမာရွတ်တွေကဘာကြောင့်ရခဲ့ရလဲရှင်ပပနောက်ွယ်မှာယောက်ျားရည်နဲ့ဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်လို့ပပရိုက်ခဲ့ရလေအဲ့လိုရိုက်တာတော့ဖောက်ပြန်နေသေးလို့ခဏရိုက်ခံခဲ့ရတာပပရှင်းဘက်မပါပါအောင်ရှင်မဲသွေးဆောင်ပြီးတော့မမကိုတတ်ခဲ့ရလေမဟုတ်ဘူးလားပြောလိုက်လေမဟုတ်ဘူးဆိုမဟုတ်ဘူးသူလှုပ်ကြံပြီးတော့ရှောက်ပြောနေတာမမတိတ်နေလိုက်ဆက်ပြောတတ်တယ်များဇိုမကြားဘူးတဲ့ကိစ္စတွေဖြစ်တဲ့ပြင်အမှန်တရားကိုသိကျင်တာကြောင့်မျက်နှာအပြက်လိုက်နေညင်းနေရဲ့မမကိုဟန့်ပြီးအသက်ကိုဆက်ပြောခိုင်းလိုက်တယ်ပြောမှာမပြောခိုင်းလေပြောမှာကျမတို့မိသားစုပြက်စီးအောင်ကျမပပကိုအလှပရည်နဲ့မြှူစေခဲ့တာဒီမိန်းမပဲမမကွက်ရမှာပပနဲ့ဖောက်ပြန်တယ်ဆေးတွေရှူကြတယ်မမအကိစ္စတီလို့နှလုံးရောဂါပြန်ထလာပြီးအဲ့စိတ်နဲ့ပဲမမဆုံးသွားခဲ့ရတာပြီးတော့ဒီမိန်းမအရန်တနာကြည့်တာပပဖော်ဆက်ထားတဲ့ကာမလွန်ခဲ့ဆေးကိုပပမရှိတော့ယူတောက်တယ်အဲ့ဒီခန်းထဲကဆေးတွေဟာအိမ်မှာရှိရတဲ့သူတွေနဲ့မတက်လို့မထရဘူးဆိုတဲ့ပပစကားကြောင့်သူ့အိမ်ရလူလို့တတ်မှတ်ပြီးကျမဆေးကိုမှောင်တိုက်ချတာတနာကြီးမှသူဆေးမသုံးရလို့ကျမကိုပပနဲ့တိုင်ပြီးအရိုက်ခံရအောင်ကြောက်ချတယ်ပပကသူ့ကိုတိတ်ချစ်လို့သူ့ကိုချစ်လွန်လို့အမျက်ကြီးခဲ့တာပပမရှိတိုင်းလင်းတကခေါ်အိတ်တာပပမိလို့သူ့ကိုဒီလိုဖြစ်အောင်ရိုက်တာသူ့အပြစ်နဲ့သူပဲလေအေးသူ့လိုမိန်းမလဲဘလောက်ဖင်ရလဲဆိုတာမွေးရဲ့အရာရှိကောင်တစ်ကောင်နဲ့ပေါင်းပြီးကျမပပအောင်မွေးရမှုနဲ့ထောင်ချလိုက်တယ်လေဒါဝတောင်လေပပကဒီမိန်းမဘလောက်ချစ်လဲဆိုရင်မနာနိုင်ဘူးနင်ပါဇက်ပိတ်ထားတတ်တယ်မြမပိတ်နိုင်ဘူးပပကထောင်ကြတာတော့ရှင့်နေလို့ပြီးဒီမိန်းမအတွက်စီစဉ်ပေးသေးတာပိုင်ဆိုင်သမျှ3ပုံ2ပုံဒီမိန်းမကိုပေးပြီးကျမကိုစောင့်ရှောက်ပေးဖို့မှားထားတာကျမကိုလည်းဒီမိန်းမနောက်ဆုံးထွက်သက်ထိတတ်နိုင်တဲ့လောက်ကြည့်ဖို့မှားထားတာဒါပေမဲ့ဒီမိန်းမပပပေးရအကုန်ယူပြီး
ထောင်ထဲမှာပပားတည်ရတော့မှသွားမကြည့်ပေးခဲ့ဘူးလေရှေ့နေရတဲ့ဆင်အကုန်သိရပြီမယ်ကျမမှာတော့ပြောနေရင်အတန်လေးတွေတင်ဝင်ပြီးမျက်ရည်ဘိုးပေါက်ကျလာတယ်ဘသူမှမရှိရတဲ့ဘဝမှာဆွေမျိုးသားချင်းဆိုလည်းမရှိရတဲ့အတွက်ပပားချစ်တဲ့မိန်းမောင်မိငယ်လိုပဲခေါ်တယ်သူလုံးသမျှမသိကြအောင်စောင့်ပြီးသူ့ပစ္စည်းမှတ်ရင်တော့မမတို့ပပတို့ပေါ်ရက်ဆက်တာသူ့ဆန္ဒအတိုင်းနေကျမတို့မရက်ဆက်ဘူးထင်ထားတာကြာလာတာနဲ့မြာသွေးသားတယောက်လိုခင်တွယ်မိခဲ့တယ်ကျမပေါ်ဆက်ဆံရေးပြောင်းလာလို့ဝမ်းသာမဆုံးဖြစ်ရတယ်အဲ့ဒါဆိုရင်အသက်ဖေရသိပြီပေါ့ထောင်ထဲမှာရှိနေတယ်ဆိုတာတကယ်မဟုတ်ဘူးပေါ့မယုံရှင့်နေဦးကောင်းမြတ်ကိုတွားမေးကြည့်လို့ရတယ်လူရုံမှာရှင့်ကိုလည်းကျမမှာတော့ချစ်လိုက်ရတာရှင့်ကတော့ကိုရှင်းပြမယ်အသက်ရှင်းပြစရာမလိုဘူးဆိုဒီမှာအသက်တက်မြဟန်ဆောင်စရာမလိုတော့ဘူးနော်နေကနေဖေပိုင်ဆိုင်တာရဲ့သုံးပုံတစ်ပုံရမှာလားလင်းပစ္စည်းကမရဆိုင်တာလင်းစုံမရက်စုံသေးမှမိဘပစ္စည်းသားသမီးပိုင်တာငါမသိသေးပဲတပုံမပြောနဲ့တစ်ချက်တောင်နဲ့မှရှားပိုင်ဝင်မရှိဘူးလေပညာတတ်အောင်တင်လဲရိုးရိုးပေါ့ကျောင်းအကောင်စားမှာပတ်စံတွေကုန်အောင်တက်နေရအရေးမပါတာပြီးတော့ငါရခဲ့တဲ့နှစ်ပုံကကုန်ပြီနေ့စီကငါပြန်ရတဲ့တပုံအတွက်လွယ်တောင်းမရမှတိလို့စိုးအကူကြီးတောင်းခဲ့တာတင်ထားတဲ့ပညာမှာအာမနာအရှက်မရှိနှင့်ခန္ဓာကိုပြီးခဲ့တဲ့ဆိုတာငါ့ကိုတိတ်ချက်တာငါစီလို့ရတခွန်းပဲပြီးတော့ဇိုးစီမှာရှိတဲ့အရာတွေမှန်သမျှငါဟာတွေကြီးပဲတောရကနေတက်လာတဲ့ထောင်ထွက်တော်သားတယောက်ကိုနေ့ရဲ့ဘဝကြီးတစ်ခုလုံးပုံပေးလိုက်ရတာတိတ်ပြောတယ်မလားအယူတယောက်လိုအော်ရီနေတဲ့ဒေါ်ဆန်ဒေဝီကိုကြည့်ပြီးဇိုအံ့ဩနေရောတယ်အခုမှရေးလေလေသဘောပေါက်သွားတဲ့ဇက်လန်ကြောင်ဇိုအသက်ကိုကြည့်ရောအသက်ကမျက်ရည်ဘိုးပေါက်ကျနေရက်ဆက်လိုက်ကြတာမုန်းတယ်အကုန်လုံးမုန်းတယ်မပြောပါနဲ့တော့ရှင်လို့ဘာမှမပြောကြပါနဲ့တော့ဘာမှမကြားချင်တော့အသက်ဇိုးကိုကြည့်လိုက်ဒေါ်ဆန်ဒေဝီကိုကြည့်လိုက်နဲ့နားနှစ်ဖက်ကိုပိတ်ပြီးအိမ်ကြီးကနေအော်ဟစ်ပြေးထွက်သွားတော့တယ်အသက်ပြေးသွားတဲ့ဇိုးလဲအနောက်ကနေပြေးလိုက်ပြီးအော်ခေါ်ပါတယ်ဒါပေမဲ့အသက်ခြေလန်းနေရတစ်ဆက်လီမှာရက်တက်မသွားပဲပြေးထွက်သွားခဲ့နေပါဦးအသက်ဇိုးအသက်ကိုမမီတဲ့ဇိုးဒေါ်ဆန်ဒေဝီရှိနေတဲ့အခန်းနဲ့ပြန်ဝင်သွားကဒေါ်ဆန်ဒေဝီကိုစူးရဲစွာစိုက်ကြည့်လိုက်တယ်ဒေါ်ဆန်ဒေဝီခမတော်တော်ရုံမာတာပဲဗျလောဘတွေတက်ပြီးရသိမ့်ရထိုက်တာထက်ပိုရတဲ့ကြားကျန်တဲ့ဟာလေးအတွက်တောင်မှအခုလိုလိန်ညာပြောပြီးတော့ကျုပ်ကိုအသုံးချခဲ့တယ်ပေါ့ဇိုးခြာတိတ်ကလည်းကွာမင်းကဘာဖြစ်သွားလဲမင်းကိုမမချစ်ခဲ့တာအမှန်ကန်မှခြာတိတ်ရတော့ပါတော့ခမည်းစီမှာချစ်တတ်တဲ့အသေးနှလုံးပါရောပါလာရဲ့လားဗျာပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်းတာတခုတည်းနဲ့ကိုလက်ပေါ်ကြီးပြင်းလာတဲ့အသက်သက်မြအပေါ်အဲ့လောက်ရက်ဆက်ရလားဗျာခမည်းကိုတော်တော်ကြောက်သွားပြီဒေါ်ဆန်တူကျွန်တော်မှခမည်းပြောသမျှတွေအဟုတ်ထင်ပြီနွားတကလို့ခိုင်းသမျှတွေလိုက်လို့ပြီးခဲ့တာအခုအသက်သက်မြပေါ်မတရားလုပ်မိတယ်လို့ဖြစ်နေပြီအသက်တနာပါတယ်ဗျာမတနာရဘူးဇိုးစကားဆုံးမှတော့ဒေါ်ဆန်တူမျက်လုံးကြီးပြိုးပြီးဇိုးပြေးဖက်လိုက်ဇိုးမင်းကပါသူ့ဘက်ပါနေလားအဲ့လိုမလုပ်ပါနဲ့ဇိုးရဲ့မမမင်းကိုစတွေ့ကြရတကယ်ချစ်ခဲ့မိလို့မင်းနဲ့ဘဝတစ်ခုပြည့်ပြည့်စုံစုံနဲ့ဖြတ်တန်းကြလို့အခုလိုကြီးကြံစီမိတာပါမမမင်းကိုမခွဲနိုင်ဘူးအသက်တမျှနာကိုရင်နာနာနဲ့မမပို့ခဲ့ရတာပါရှုံမဇိုးရဲ့မမကိုထားမသွားပါနဲ့နော်ဇိုးမရှိရင်မမဘဝအတိတ်ပဲရှိမှာမဟုတ်ပါဘူးမင်းနဲ့တွေ့မှာမှောင်မိုက်နေတဲ့ဘဝအလင်းရခဲ့တာပါဇိုးရဲ့ခုနတော့ဒေါ်ဆန်ဒေဝီမဟုတ်တလို့သူ့အတနာခံတဲ့အကြည့်နဲ့ကြည့်နေတဲ့မမမျက်လုံးတွေကိုဇိုးဆက်မကြည့်ချင်တော့တောင်းပန်တိုးရှိုးနေတဲ့အတန်းလဲဇိုးမစားချင်တော့တဲ့မျက်နှာလွှဲပစ်လိုက်တယ်လာဖက်ထားတဲ့လက်တွေကိုခွာချလိုက်ခမဘာမှဆက်မပြောနဲ့တော့ဒေါ်ဆန်ဒေဝီမပြောလို့မဖြစ်ဘူးဆိုမမနောင်တရပါပြီအခုဇိုးကိုပဲရွေးတော့မယ်မမဘာဆိုဘာမှမလိုချင်တော့ပါဘူးဇိုးမမနားမှာပဲနေပါနော်ဇိုးပေါ်မှာမမကောင်းခဲ့တာပြန်ကြည့်ပါအောင်ဇိုးရဲ့ဇိုးပဲမမကိုတိတ်ချစ်တာဇိုးပဲပြောခဲ့ရလေဟုတ်တယ်ခမကိုကျုပ်တိတ်ချစ်ခဲ့တိတ်ချစ်လွန်းလို့လေခမပြောသမျှရောငတ်တုံးတိတ်ရောက်လို့ယုံကြည်ခဲ့တယ်ဒါပေမဲ့ခမတို့နှစ်ယောက်ဆက်ဆံရေးကိုကြည့်ပြီးတန်တရားဝင်နေခဲ့တာကြာပြီခမတယောက်တည်းဖြစ်နေတာခမတယောက်တည်းပူလောင်နေတာအဲ့ဒီထဲကိုကျွန်တော်ကိုဆွဲထည့်ခဲ့တာဒ
တကယ်တော့ခမည်းတိတ်ချစ်ခဲ့တာကျွန်တော်မဟုတ်ဘူးရွှေငွေစည်းစိမ်တွေခမည်းရဲ့အတ္တလောပါတယ်မဟုတ်ဘူးဆိုမင်းမှားနေပြီဟုတ်တယ်ကျုပ်မှားတယ်အဲ့လိုမှားအောင်လဲခမည်းလှုပ်ခဲ့တာကျုပ်ခုအသက်စီသွားမယ်ဇိုးလှည့်ထွက်ဖို့ပြင်လိုက်တယ်အဲ့ဒီချိန်မှာပဲဒေါ်စန်ဒေဝီယာရုတ်တရက်ဒူးထောက်ချလိုက်ပြီးဇိုးခြေထောက်တွေကိုတိုင်းဖက်ထားလိုက်ပါတယ်မတော်ရအောင်ဆိုမတော်ပါနဲ့မမအောင်မထားခဲ့ပါနဲ့နော်ဆိုကျုပ်ကိုလွတ်လပ်ခွင့်ပေးပါတော့ဇိုးမမတကယ်ချစ်ခဲ့တာပါဇိုးရဲ့ချစ်တယ်ပြောနေနဲ့မိလဲကြသွားတယ်ဒေါ်စန်ဒေဝီဟာမမဆိုဒေါ်စန်ဒေဝီကိုဆွဲပွေပြီးခေါ်ပြီးမဲ့လေဒေါ်စန်ဒေဝီကနည်းနည်းမှသတိမရတော့ပါဆိုAOS ဆရာဝန်ပင့်ခေါ်ပြီးမမကိုစီးထိုးပေးကပလင်းချိတ်ပေးထားလိုက်တယ်မိန်းရဲ့မမဘေးမှာထိုင်ပြီးဇိုးစိတ်တွေတနာစရာအသက်စီကိုခဏရောက်နေရမလွယ်ပါပင်ပန်းနေပြီလားဆိုမပင်ပန်းပါဘူးရပါတယ်ဆရာဝန်ကပြောတယ်သွေးရနဲ့လို့ဖြစ်သွားတာတဲ့မမနားနေဘယ်မှမသွားပါနဲ့နော်စိတ်ချလက်ချအိပ်ပါဘယ်မှမသွားပါဘူးနိုးလိုက်ရင်စားဖို့ဆံပြုတ်ပြုတ်လာအောင်မယ်ဇိုးမမကိုထားခဲ့ပြီးမိဖို့ကန်ထဲမှာဆံပြုတ်ပြုတ်ရတယ်ဆံပြုတ်ပြုတ်နေလဲအသက်ကိုတတိယနေမိပါတယ်အသက်ဘယ်လိုများနေရှာမလဲတယောက်တည်းနေရဲပါမလားမသိနဲ့အသက်အတွက်တွေးမိပြီးစိတ်မကောင်းဖြစ်နေမိတယ်လုံရက်တွေအားလုံးအတွက်ဝင်ချတောင်းမယ်အသက်လက်ခံပါမလားဆိုတာလည်းတွေးနေမိပါတယ်ဆုံးဖြတ်ရခက်စွာတစ်ဖက်မှာအိမ်ရရဲ့လဲနေရမမဆိုတာလဲဇိုးသိတ်ချစ်ခဲ့ဘူးတဲ့ဇိုးရဲ့ကျေးဇူးရှင်ဖြစ်နေတယ်လိန်ညာတက်တဲ့မမရဲ့လုံရက်တွေကိုမကြိုက်ပေမဲ့ဇိုးမုန်းလဲမမုန်းနိုင်သေးပါအသက်ပေါ်မှာအမှားလုံးမိခဲ့လို့လဲအသက်ကိုတနာမိတယ်ဇိုးအဲ့ထက်ကဖုန်းကိုထုတ်ပြီးအသက်ဖုန်းကိုခေါ်လိုက်တယ်ဖုန်းဝင်ပေမဲ့အသက်ဖုန်းမကိုင်ကို့ဘလောက်တောင်စိတ်နာနေလဲခြာတိတ်ရဲ့အရင်ဆိုကို့စီဖုန်းမဆက်ရမနေနိုင်တဲ့အသက်တရားဘလောက်များခံစားနေရှာမလဲတွေ့ရင်ပါးပြစ်မော်ကြလာတဲ့မျက်ရည်တွေကြောင့်ဇိုးကိုအံ့ဩနေမိတယ်အသက်ကိုဇိုးတကယ်ချစ်မိသွားတာလားမမကိုတကယ်ချစ်ခဲ့မိရလားဇိုးတရားကိုဝေခွဲမရနိုင်ဖြစ်နေရပါတော့တယ်တလားဆိုတဲ့ချိန်တိုင်းတာတနေ့ရလို့ဖြစ်နေတယ်တလားတွင်တစ်ဆက်ကလေးမှာအလွတ်မပေးရဲ့မမကြောင့်လဲဇိုးစိတ်ညစ်ရပါတယ်တက်တာနေပေမဲ့လည်းမတက်တာသေးဘူးဆိုတဲ့မမရဲ့မာယာတွေအောက်မှာဇိုးမလွဲတာမရှောင်တာဖြစ်နေရပြီးအသက်ဇိုးစိတ်နာနေရအတွက်လဲစိတ်မကောင်းဖြစ်နေရပါတယ်ဖုန်းလေးတောင်တစ်ချက်မှမဆက်လာတော့ဘူးလားအသက်ရဲ့ကို့မမြင်ချင်မကြားချင်လောက်စိတ်နာသွားပြီလားကွာဇိုးအသက်မျက်နှာလေးကိုမြင်ရရင်လွန်ဆွေခံစားနေရပြီးတေးကြတာကတော့ဇိုးအသက်ကိုမမထက်ပိုချစ်နေမိရပါဇိုးမိုးချုံနေအိပ်ရအောင်လေဒီနေ့တော့မမနဲ့တူလိုက်ပေးပါလားဇိုးရဲ့နော်ဇိုးကိုအမြဲမျက်စိမလွယ်တဲ့မမကတော့ထုံးစံအတိုင်းမာယာရင်းနဲ့တိမ်သွင်းဖို့စူးစမ်းနေပြန်ပါတယ်ရင်းရင်တီပြန်ပြောလိုက်လို့မဖြစ်သေးသလိုအချိုတက်ပြီးဆက်ဆံမှဖြစ်မယ်လို့ဇိုးတွေးထားတာကြောင့်လေမမဘေးနားမှာသွားထိုင်လိုက်တယ်ကျွန်တော်ရှိနေမှာပါမမဘေးမှာစောင့်ရင်ပေးမယ်မမအိတ်ချင်အိတ်လိုက်နော်ဇိုးလဲအိတ်လေအိတ်မှာပေါ့မမရဲ့မမကိုစောင့်ကြည့်ရမယ်လို့ဆရာဝန်ကမှားထားတာပြီးတော့မမကျွန်တော်ကြောင့်တည့်ရတာနဲ့အတူတူအိမ်စိတ်တရားထင်းလို့ရမှာမဟုတ်ဘူးမမအားမရှိသေးဘူးလို့ဆရာဝန်ကပြောတယ်အားရှိအောင်အိတ်လိုက်အောင်နော်မမဇိုးခန့်တာကိုမခံနိုင်ပေမဲ့လက်လောက်တော့ခံနိုင်ပါတယ်ဇိုးတရားမမတောင်းဆိုတဲ့အတိုင်းမမရဲ့ရမတ်တွေကိုယ်တိုင်မဟုတ်တာမမပြောတဲ့ပစ္စည်းနဲ့ဖြည့်ရှင်းပေးလိုက်ပါတယ်နားရဲ့အရာည9နာရီအချိန်ကိုညွှန်ပြနေပါတယ်တချီပြီးလို့စကားပြောရင်အိတ်သွားရင်မမဟောက်တောင်ဟောက်နေတယ်ဒီအချိန်ကဇိုးအတွက်အချိန်ကောင်းဖြစ်တာကြောင့်ဇိုးချန်တော့ယူပြီးမမဘေးကထွက်ခဲ့တယ်ကားဆက်နိုးနေရင်မမနိုးမှစိုးတာကြောင့်တက်စီနဲ့ပဲအသက်ရှိနေတဲ့အိမ်လေးကိုတွားလိုက်ပါတယ်အိမ်ရှိရောက်တော့ဇိုးလူခေါ်ခေါင်းလောက်နှိမ့်လိုက်ပြီးအသက်ထွက်လောက်စောင့်နေလိုက်တယ်ခဏကြာတော့အိမ်ထဲကလူတယောက်တော့ထွက်လာပါတယ်ဒါပေမဲ့အသက်မဟုတ်တာကြောင့်ဇိုးအံ့ဩသွားတယ်အသက်တမျှနဲ့တွေ့ကျင်လို့ပါအန်တီကဘာတူလဲအိမ်ထဲအရင်ဝင်မှကောင်းလေဟုတ်ကဲ့အန်နီဇိုးလဲအန်တီနဲ့တူအိမ်ထဲဝင်သွားလိုက်ပါတယ်အန်နီကဘေးချံကိုပြောင်းလာသူပါကောင်းလေဒီရင်ကသမီးလေးနေတိုင်းချန်နေစင်းထိုင်ပြီးငုံနေရတွေ့လို့လေမေးကြည့်တော့လဲဘာမှမဖြေပဲငိုနေတာတရက်သားတော့အပေါ်တဲ့ခန်းထဲကနေအတန်ချလို့သွားကြည့်ရင်ကလေးမလေးသူ့ကိုယ်သူတက်သေးဖို့ကြိုးစားနေတယ်အန်ဒီအရောက်မြန်လို့ပေါ့ကွယ်သူ့ကိုချော့မော့ပြီးအန်ဒီလည်းစိတ်မချနဲ့ညအိတ်လာဆောင်ပေးနေတာအရင်ဆို10နှစ်သမီးရွယ်အနှစ်သမီးလေးလည်းပါတယ်သမီးကသူ့ဝမ်းခွဲတွေရောက်နေလို့ဒီနေ့အိမ်မှာကြံခဲ့တယ်နေ
အခုသားကိုဝင်ခွင့်ပေးရလေသမီးအခန်းထဲမှာသားပုံလေးမြင်မှုနေလို့ပါကျေးဇူးပါအန်ဒီအခုအသက်ပဲမှလဲကျွန်တော်အသက်နဲ့တွေ့မှာဖြစ်မယ်သူ့အခန်းထဲမှာရှိပါတယ်ဆိုလဲဘယ်မှာရှိမှန်းသိရနဲ့ဘာမှဆက်မမေးနေတော့ပဲအပေါ်တက်ကိုပြေးတက်ခဲ့လိုက်တယ်အသက်အခန်းလို့အသက်ပြောပြဖို့တဲ့ပန်းရောင်တကားနဲ့အခန်းကိုဖွင့်လိုက်တော့မီးကမှောင်မဲနေပါတယ်ဇိုးနေအောင်စမ်းကြည့်လိုက်ပြီးမီးခလုတ်လို့ထင်ရတဲ့အရာကိုနှိမ့်လိုက်တော့မီးပွင့်သွားတယ်မီးပွင့်သွားလို့အသက်ကိုရှာကြည့်တော့တွေ့ပါပြီအခန်းတောင်မှာအခန်းထဲကိုမိထိုင်နေတဲ့အသက်ကဆိုမျက်စိအကြောင်လိုက်နဲ့လှမ်းကြည့်ပြီးနောက်တော့မျက်ရည်ကြီးကျလာတယ်မလာပါနဲ့မင်းငယ်သမီးကြောက်လို့ပါမလာပါနဲ့မင်းငယ်သမီးကိုဒုက္ခမပေးပါနဲ့လက်နှစ်ဖက်ကိုရမ်းလို့ကြောက်နေရှာတဲ့အသက်မျက်ကွင်းလေးရာချိုင်လို့နှကန်းတွေကလည်းဖြူပက်ဖြူတော့ဖြစ်နေပါတယ်။သပင်စုပ်ဖွားတဲ့အသက်ကတကူလုံးတုံရင်တဲ့အထိကြောက်နေရကြောင်းဇိုးအသက်စီပြေးသွားကအသက်ခန္ဓာကိုယ်လေးကိုပြေးပွေလိုက်တယ်။ဘလို့ဖြစ်တာလဲအသက်ရဲ့ဘလို့ဖြစ်ရလဲကိုတနာလိုက်တာအသက်ရဲ့ဖေကျမကိုလို့ရှင်ဘသူလဲကိုစိုးလိုက်ရှင်ကိုတခုခုလုံးလိုက်မယ်နော်နှုတ်ဆန်းကျမအောင်အသက်ကိုလီကိုစိုးပါအသက်ရဲ့ကိုမမှတ်မိတော့ဘူးလားတေချာကြည့်ပါအောင်တက်တမြရဲ့သူ့အားကိုးနေရှာတဲ့အသက်ကြောင့်ဇိုးစိတ်မကောင်းစွာအသက်ခန္ဓာကိုတေးသေးလေးကိုပိုတင်းကျပ်စွာဖတ်ထားလိုက်တယ်တလားဆိုတဲ့အချိန်မှာအဲ့လောက်တောင်ဖြစ်သွားရလားအသက်ရဲ့ပိန်သွားလိုက်တာကွာကိုစိုးလိုက်တင်းနေအောင်ပွေဖက်ခံထားရတဲ့အသက်ကမေးရကြောင်းဇိုးမြဲကြီးကြလာပြီးအသက်ကိုခေါင်းညှိပြလိုက်တယ်ကိုပါအသက်ရဲ့ကိုစိုးဟုတ်ပါတယ်ကိုစိုးကညရတယ်အသက်ဘာအပြည့်ရှိလို့အသက်ကိုလုံးရတာလဲအသက်ရင်တွေနာလို့အသက်တမျှလေးမပြောပါနဲ့တော့ကွာကိုအသက်ကိုချစ်ပါတယ်ကိုတောင်းပန်ပါတယ်မတောင်းပန်ပါနဲ့ကိုစိုးရဲ့အသက်ကိုစိုးမရှိရင်ယူရပါလိမ့်မယ်အခုလေအယူနဲ့ဘာချသေးလဲခလေးရဲ့အဲ့လိုမမေးရလို့မမေးပေမဲ့ဇိုးအသက်လေးကိုတော့တင်းနေအောင်ပွေဖက်ထားကအသက်စပင်လေးကိုတတ်ပေးနေပြီအဲ့အချိန်မှပဲငါထင်တဲ့အတိုင်းပဲအိုးမင်းကဒီကောင်မစီရောက်နေတာဟမ်မမဟုတ်တယ်မမငါပဲစန်ဒေဝီပဲနေရငါ့ကိုရှော့တွက်တာ哦ဆိုရဲ့နင်ထွက်သွားတာတိတိချင်းလိုက်လာတာနင်တော်မငါသင်ပေးထားတဲ့ပညာရည်နဲ့ငါ့ကိုပြန်လှည့်စားတက်နေပြီ哦အယူတရားလို့အဟိရီမောနေရဲ့မမလက်ထဲမှာစီထွဲတချောင်းလဲတွေ့ရမလို့ဇိုးဘာလို့ရောက်မှမသိဖြစ်နေစေမလာနဲ့ကြောက်တယ်မလာပါနဲ့ကြောက်လို့ပါအသက်တတိထားအောင်လေဇိုးထိန်းထားတဲ့ကြားအသက်ကဇိုးရင်ခွင်နဲ့ယုံထွက်ပြီးအခန်းတောင်လေးမှာပြေးပုန်းနေတယ်မမအသက်ကိုကြည့်ပြီးမဲ့ရွယ်ပြန်တယ်ကောင်မနင်ကအခုချိန်ထိတတ်ခါမယူသေးဘူးပေါ့ငါ့ကိုမြင်တော့ကြောက်ရကောင်းမှန်းသိသေးတယ်ဟုတ်ကနင်ရဲ့စိတ်ဓာတ်ကိုလည်းငါကောင်းကောင်းသိသွားပြီနင်ကောင်မအောင်နင်ရှေ့မှာပဲတတ်ခါငါလောက်ပြမယ်လာခဲ့စမ်းမမချင်းလက်ထက်အကူကင်ထားပြီးအခန်းတော့အသက်စီကိုပြေးသွားတယ်ဇိုးအစားကြောင်ကြီးနေရနဲ့အသေးဝင်လာကမမခန္ဓာကိုပြေးတွန်းလိုက်တယ်လို့ပါဇက်ကလည်းမလုံနဲ့သူတွန်းလိုက်တဲ့အချိန်နဲ့မမအုပ်နေရနဲ့စောင့်မိကလဲကျသွားပါတယ်ချက်ချင်းမထနိုင်တဲ့မမတရားစေးထွဲကိုလက်ကမလွတ်ပဲဇိုးကိုမျက်လုံးစိမ်းရည်နဲ့လှမ်းကြည့်လိုက်အခွင့်ရေးရတော့ဇိုးလဲဘာမှမစင်စားနေပဲအခန်းထဲမှာခွေလေးလဲကျနေအသက်ကိုပြေးပွေချီကအောက်ထက်ကိုဆင်းပြေးခဲ့လိုက်တယ်ကောင်လေးတို့ဒီမှာကားတော့အန်ဒီရေဝင်တောက်တော့သူတက်သွားတာနဲ့မူမမှန်လို့ကားတော့ယူထားပေးတယ်အလိုက်တရဲ့အန်ဒီယာအသက်ကားတော့လှမ်းပေးတဲ့အတွက်ဇိုးလဲကားပေါ်အသက်ခန္ဓာကိုယ်လေးကိုတင်လိုက်တယ်တင်းအနောက်ကိုလှည့်ကြည့်လိုက်တော့မမလှီကားကနေပြေးစင်းလာတာကိုတွေ့လိုက်တဲ့အတွက်အန်ဒီပါကားပေါ်တက်ဇိုးအန်ဒီဝါကားပေါ်တင်ပြီးအမြန်မောင်းထွက်ခဲ့လိုက်ပါတယ်မမကလည်းမခေပါသူယူလာတဲ့ဇိုးကားကိုမောင်းကအနောက်ကနေအရှိန်နဲ့လိုက်မောင်းလာရင်လမ်းအကွေ့အရောက်မှာတော့အနောက်ကတက်တန်ဝင်တိုက်သွားပြီကောင်းလေရက်ဆက်တက်တဲ့မမောင်ကန်ကျမကတံပြန်ခတ်လိုက်ပါပြီနေရာမှာပွဲချင်းမိဆုံးသွားအကြောင်းမမစာပနာကိုဇိုးပဲဥဆောင်လုပ်ပေးခဲ့တယ်
အားလုံးအေးဆေးသွားတော့စိတ်ပုံမှန်ပြန်မဖြစ်သေးတဲ့အသက်ကိုဆရာဝန်စီခေါ်သွားပြီးဆေးကုသမှုနှုတ်ပေးရတယ်ဒေါက်တာအသက်ရဲ့အခြေအနေစိုးရင်ရလားဗျဇိုကုသပေးနေတဲ့ဆရာကိုမေးလိုက်ပါတယ်ဘယ်လိုပြောရမလဲစိတ်ဖိစီးမှုတွေတအားများပြီးအိပ်ပြန်အစားပြတ်တဲ့လူတွေဖြစ်လေဖြစ်ထားရှိရဲ့လက္ခဏာပေါ့ဗျာတိတ်ပြီးအစွမ်းလန်းကြီးရင်လည်းဖြစ်တတ်တယ်မိတ်မစားပဲနေရကြတော့လူနာကထင်အောင်ထင်မှားတွေမြင်ရမယ်ကြောင်ချောက်ချားတွေဖြစ်မယ်သူကောင်းနေစဉ်မှာဖြစ်ခဲ့တဲ့အရာပေါ်မူတည်ပြီးတော့သူ့စိတ်ဖြစ်တာပေါ့ပြီးတော့လူနာမှာကိုဝင်ရှိနေပြီဗျာမောင်ရလူနာနဲ့ဘလို့ပတ်သက်လဲကျွန်တော်အမျိုးသမီးပါဗျာဇိုမဆိုင်မတော့ဆရာဝန်မိတာကိုဖြေလိုက်တယ်ပုံမှန်စားခိုင်းမယ်အချိန်မှန်အိပ်မယ်အားရှိအောင်ထားမယ်ဆေးလည်းပုံမှန်တိုက်မယ်ဆိုရင်တော့ရက်ပိုင်းတွင်ပြန်ကောင်းလာမှာပါဂယူးဆိုင်ဖို့တော့လိုမယ်ဟုတ်ကဲ့ပါဗျကျေးဇူးတင်ပါတယ်ဒေါက်တာနှစ်ပတ်လောက်ကြာပြီးရဲ့အခါအိပ်ပျော်နေတဲ့အသက်ရဲ့မျက်နှာလေးကိုဇိုတစိမ့်စိမ့်ထိုင်ကြည့်ရင်အသက်ရဲ့လက်ဖွားနုနုလေးကိုစုပ်ကင်ထားကကြည်မွနိုင်အောင်ဖြစ်နေရပါတယ်ဇိုကြည့်နေရင်အသက်မျက်လုံးလေးပွင့်လာကကိုဇိုအသက်ကိုထားမသွားပါနဲ့ကိုဇိုရဲ့အသက်တတိထားအောင်လေအသက်ရဲ့ကိုရှိရဲ့နော်အဲ့လောက်ပဲကိုချစ်ရလားအသက်ရဲ့ကိုဆိုတဲ့ကောင်ကအသက်ရဲ့ဖြူစင်တဲ့အချစ်တွေနဲ့တော့မတန်တဲ့သူပါဘသူကပြောလဲမတန်ဘူးလို့တူတူလေးပါပဲအသက်ပြောလိုက်တဲ့အသက်စကားကြောင့်ဇိုအတိုင်းစားမရှိဝမ်းသာသွားရတယ်ကိုဝမ်းသာလိုက်တာအသက်ရဲ့အသက်နေလို့ကောင်းလာရင်အသက်ပါစားခြင်းလေကိုပါဝယ်ပေးရမလဲဇိုမင်းနေသလားအသက်ကတော့ပြန်မဖြေပဲဇိုမျက်နှာဝယ်တေချာကြည့်နေပြီးနည်းနည်းကြာမှာဒီတခါလဲဟန်ဆောင်နေသေးတာပဲလားကိုဇိုကောင်းခါပြလိုက်တယ်မဟုတ်ပါဘူးအသက်ရဲ့အသက်ကိုဘယ်တော့မှမလိန်တော့ပါဘူးအခုလည်းမလိန်ဘူးနှုတ်လည်းဘယ်တော့မှလိန်မှာမဟုတ်တော့ဘာလို့လဲသိလားဇိုပြောတဲ့အခါအသက်ကောင်းလေးရမ်းပြတယ်အသက်ရဲ့ဟောရီဘိုက်ကြီးရဲ့မှာကိုယ့်ရဲ့ရင်သွေးလေးရှိနေလို့လေတကယ်ကိုဇိုတကယ်ပြောရလားပြုံးရအောင်တန်းနေတဲ့မျက်နှာလေးနဲ့အသက်မေကိုဇိုကောင်းရဲ့အဖြေပေးလိုက်တယ်အသက်ကထားလာပြီးဇိုးလေပင်ကိုတိုင်းဖက်ခါအသက်အိမ်မက်လို့ထင်နေတုံးမှာပဲမင်းရဲ့ချစ်သူဟာအသက်နဲ့အသက်ရဲ့ဘိုက်ထဲကကလေးတွေရှိနေတာအသက်လေတော်မှာတော့အသက်ရဲ့ကိုဒေါ်ဆန်ဒီဝီနဲ့တူအာသာရမက်နိုနဲ့နှိခဲ့မိလို့ပါနောက်ဆိုအဲ့နိုနဲ့နှိစရာမရှိတော့ပါဒါဖြင့်ကိုဇိုကရမက်တွေကိုဖယ်ချလိုက်ပြီပေါ့တသက်လုံးအသက်ကိုမရယူတော့ဘူးပေါ့ဟာအဲ့လိုတော့ကြောင်မပိတ်ရဘူးလေကောင်းပါလေဇိုအသက်ကိုအသာပြန်လဲချပြီးအသက်မျက်နှာနှံအနှမ်းချွေလိုက်ပါတယ်အသက်လိုချင်တဲ့ကိုဇိုအသက်ကခုမှနေကောင်းကစားလေကိုအသက်ကိုအသက်လက်ညိုလေးကဇိုးနှက်ခမ်းမှာလာထိကပ်ပြီးအသက်ကဆက်မပြောဖို့တားပါတယ်အသက်ရတယ်ကိုဇိုအသက်ကိုညှင်းညင်းတတလေးရှာယူပေးပါအသက်စကားကြောင့်ဇိုးရဲ့လက်တွေဟာအသက်ရဲ့ခန္ဓာကိုယ်ပေါ်အဝတ်တွေကိုတလွှာချင်းဖိတ်ချပြီးလေးဟသွားတဲ့အသက်ရဲ့ခန္ဓာကိုယ်လေးကိုအုပ်မိုးပြီးအသက်ရဲ့ရှက်အားပုနေတဲ့ရုပ်လေးကိုကြည့်ပြီးဇိုးကြည်နဲ့မိတယ်ဇိုးကလည်းယောက်ျားသားပဲမလို့ဆန္ဒသာရှိခဲ့ရမန်းတို့နဲ့ကြုံခဲ့ရင်တော့ဒီတစ်ခါတော့အသက်နဲ့အတူပဲအာသာရမန်းတို့နဲ့ကြုံရပါတော့မယ်ချစ်တယ်အသက်ရဲ့တိတ်ချစ်ရပါရဲ့ကိုဇိုးရဲ့ပရိသတ်များရှင်ပရိသတ်များအတွက်အခုတင်ဆက်ပေးခဲ့တာကတော့အာသာယမတ်နွန်ဆိုတဲ့ဇလန်လေးရဲ့အစဆုံးကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။နောက်နေ့မှာလည်းအခုလိုဇလန်ကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ထူးထူးကျူ channel ရတင်ဆက်မှုတွေကိုစောင့်မျှော်ပြီးတော့နားဆင်ပေးပါအောင်ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတို့နဲ့ပြည့်စုံပျော်ရွှင်နိုင်ကြပါစေရှင်။